Đồ niệm là thao ngài à, phá sẽ tông của niệm. Có xa tay cái không tông ya, con nó sẽ là khu niệm. Cái sâu lá bị niệm. Giang công cây ta cây tạm yếu niệm. Tông mạnh gì ya quẹt mà ra quý xe,ဓမ္မ bế bàn đồ ý. Nếu ưu tìa quẹt phim phim. Sinh chân bạc chú lô á tịဓမ္မ là vì ăn khăn nào quẹt. Mạnh gì sân là ẩm mạc. Ngaya the set tông đi. Lập ra tông bí vào ya ẩm hữu thá đi. Ú cái mong lên cho kim dông đi đá sư rì. Ẩm đá đá nạဓမ္မ đá nạ phim phim. Khó cha át đó. Ám quẹt lưu đá. Taya đi tân á đó. Thì cái này yaဓမ္မ là vì ăn khăn nào của. Sư phong nó là cái sinh ông ya phía ấy. Bà cử nà gông ngô ai yông chú gá tí chú phết sổ át đó. Vana Panama Alida Gathago Yesu Kuzo Jameson Satya Am Yogaba Godi Hibia Bami Yangalang Garondo Didogarani Kirangado Loga Hidaya Nato Namo Mahagarudikada Tada Yona To Viniya Myazwa Tadawa I Chang na si quan đồ là đau đả gồng bóng khá đa viên. Nà thả mi nhá trên sinh đồng nhạc mía đi. Các bạn có đi bị ghế các bạn ấy tuệ tình cha đô phiền đó lên. Áp bè mi yáng yi tuệ đánh đà phó bia trên ngà mà xoan này mà đó. Cả năng lê an tình chế tế nì các bạn xí cha đó cả là bạn đó. Loka hidaya tata loka I josiva aloka Adi dogerani usa de chile inga Mita ji mandami tanin tathasani sunyini hu Chendi thakwe ngadwe asu alung khayendo mulogo Garondo bheya phiyan yitan juko atudo muyadi chiri Kirale chimya lo atasau laya nalo sewa guroi bimanyendo. Kadobawa danan jikanya swa yodo mugaya shaliji. Mahakaruni katatadewa mya yewe tagedu tana chikin mahakaruna simchido mudo. Tantana tatawiniya mya swa tatawa I. Chang na si quan đồ là đau đả gồng bóng khá đa viên. Nà thả mi nhá thôi sinh đồng nhạc phía à. Nà mò yêu tí cháu biểu mà ngủ liêu vị. Cái đó yêu chú sĩ khổ chân đi. Anh chú bè quê đu xin dịp mà tùy sĩ bà dễ đà đi. Amwe Luda Pali Sabima Yabudago Isariya Manota Sule Sagalone Tono Giro Hocha Tara Ingodra Pali do Mashire Nogama Yakon Yude Turi Chaja Bogu ha Bohola Eri Bogu ha Isariya Manota Pige amwe lula bawe lu. Yasabya wo yin nyom bi do Isriya Manota so de sagalong ko tong tha shi.အဲ့ဒါကိုမြန်မာလိုပြန်ပြီးတော့ Isriya Manota အမွယ်လူသား။ဘာဖြစ်လို့ဒီကနေ့ဒီတရားကိုရွေးချယ်ဟောရတယ်လဲလို့ဆိုရင်တိုက်တိုက်ဆိုင်ဆိုင်ကြုံတော့ကြုံနေဒီကနေ့ဟာအလုံးသိကြတဲ့အတိုင်းရဗုဒ္ဓရဲ့မွေးနေ့လည်းဖြစ်တယ်ပေါ့မွေးနေ့ဆိုတာဒီမတန်မှကမ္ဘာလောကကြီးကိုပြောင်းလဲပြစ်နိုင်တဲ့ကမ္ဘာလောကကြီးကိုအမှန်တရားထုတ်ပေါ်ပြောကြားမဲ့တကယ်အမွေလူသားတူဟာလောကမှာပေါ်ထွန်းလာတဲ့နေ့ဖြစ်လို့အမှန်တရားကမ္ဘာလုံးကဂုဏ်ပြုလိုက်တဲ့နေ့ပဲမှန်ပါဗျာအဲ့ဒီဂုဏ်ပြုလိုက်တဲ့နေ့မြန်မာလိုတော့ကဆုံလာကြီးလေကဆုံလာကိုပါဠိလို
ဝိတာခဝေတာခလို့ဒီလိုခေါ်တယ်ဝေတာခဆိုတာဝိတာခဆိုတဲ့နက္ခတ်တွေထဲမှာဝိတာခဆိုတဲ့နက္ခတ်ရှိတယ်ဒီဆိုလမ်းကြီးတွေဟာကောင်းကင်ကလာမင်းကြီးနဲ့ဝိတာခနက္ခတ်တို့ရှင်ပြိုင်ပြီးတော့ထွန်းလင်းလာတာဖြစ်သောကြောင့်ဒီဆိုလကိုဝေတာခဝိတာခနက္ခတ်နဲ့ရှင်တဲ့လာလို့ဒီလိုဟောရပြုထားတာဟောမှန်ပါဗျာဒါကြောင့်မို့လို့မြန်မာနိုင်ငံမှာတပါတခြားနိုင်ငံတွေကဒီကနေ့ကိုဗာနေ့လို့ခေါ်တော့ဆိုဝေဆက်လို့ခေါ်ကြဝေဆက်ဆိုတဲ့စကားလုံးကဝိတာခဝေတာခဝါကိုသူတို့အတန်နဲ့ထွက်တဲ့အခါကျတော့ဝေတာခကိုစာခလို့သူတို့အတန်ထွက်တယ်အဲ့ဒါတကဘာလုံးကိုဒီနေ့တကဘာလုံးဟာဝေဆက်ဒေဆိုပြီးတော့ကမ္ဘာကုလသမဂ္ဂကအတိမတ်ပြုပြီးတော့မြတ်စွာဘုရားရဲ့အမှန်တန်ထူးခြားတဲ့အမွေလူသားလူလောကမှာပေါ်ထွန်းလာတဲ့မြတ်စွာဘုရားကိုဂုဏ်ပြုတဲ့အနေနဲ့တနိုင်ငံလုံးရဲ့အတိမတ်ပြုတဲ့နေထူးနေမြတ်တစ်ခုမှန်ပါဗျာခရစ်ယာန်ဘာသာဝင်တွေအတွက်အလုံးသိကြတဲ့အတိုင်းခရစ်မတ်နေ့ရှိတယ်မှန်ပါဗျာမြတ်ဗုဒ္ဓရဲ့နေ့ကိုတော့တစ်ကမ္ဘာလုံးကနေပြီးတော့ကမ္ဘာကုလသမဂ္ဂကအတိမတ်ပြုလိုက်တာတော့တက္ကရာ2000မှာအတိမတ်ပြုလိုက်မှန်ပါဗျာတက္ကရာ2000မှာအတိမတ်ပြုပြီးတော့ဒီနေ့ဒီရက်ဟာပဒံထူးခြားတဲ့ကမ္ဘာကိုအမှန်တရားကြီးပေါ်ထွန်းလာအောင်ထုတ်ပေါ်ဟောကြားတဲ့အံ့ဖွယ်လူသားမွေးဖွားရာဖြစ်လို့မြန်မာနိုင်ငံကတော့ဗုဒ္ဓနေ့လို့ခေါ်ပြီးတခြားနိုင်ငံတွေမှာတော့ဝိသတ်တေလို့ဒီလိုခေါ်တယ်ဒီနာကထိုင်းနိုင်ငံမှာဆိုလဲဝိသတ်တေဆိုပြီးတော့အကြီးကျယ်ကျင်းပတော့ဘုန်းကြီးတို့တောင်နှစ်စဉ်သိကြတာတွေရတယ်အဲပဲလို့အကြောင်းမကြီးညွှန်းလို့ကိုယ်နိုင်ငံကဝိသတ်ပဲတက်ရောက်သူများနိုင်ငံဝိသတ်ကိုတေးကိုသွားပြီးတော့မတက်ရောက်ပါဘူးအဲ့တော့ဒီနေ့ဟာအားလုံးဒီနေ့မှာဆိုလို့ရှိရင်ကမ္ဘာနိုင်ငံအသီးသီးမှာမြတ်စွာဘုရားကိုဂုဏ်ပြုတဲ့ဆောင်းပါးတွေရေးကြအထူးသဖြင့်တီဟိုနိုင်ငံမှာဆိုလို့ရှိရင်ဘုန်းကြီးတို့တီဟိုမှာ6နှစ်နေခဲ့တဲ့အချိန်ကဒီဟောဒီဝိသတ်တေးရောက်တော့မယ်ဆိုလို့ရှိရင်ဒီစုံလားပြည်မတိုင်ခင်2လလောက်ကကြိုပြီးတော့မြတ်စွာဘုရားနဲ့ပတ်သက်တဲ့တရားရုပ်ပုံတော်လေးတွေကြီးကျယ်စွာဖြစ်တဲ့ရုပ်ပုံတော်တွေတို့ဘောဓိပင်တွေတို့မြတ်စွာဘုရားဟောကြားတဲ့တရားဓမ္မအတူချုပ်တွေလှလှပပဂရိကဆိုတာလေးတွေရိုက်တာဝိသတ်ကလို့ခေါ်တယ်အဲ့ဒါလေးတွေရိုက်ပြီးတော့ဘုရားဘာသာတွေတူကနေတူကို Happy ဝိသတ်ဆိုပြီးတော့ပို့ကြဗမာတွေကတော့ Happy Christmas တော့လုပ်ကြတယ် Happy ဝိသတ်ဘယ်သူမှမလုပ်ပျော်ရွှင်ချမ်းမြေ့တဲ့ဝိသတ်နေ့ဖြစ်ပါလေဆိုတဲ့စကားသုံးကြသို့သောဒီဟိုနိုင်ငံဗုဒ္ဓဘာသာတွေက Christmas ကိုတူပြီးဝိသတ်တေးဆိုတော့ဝိသတ်ကတူချီးချီး2လလောက်ကကြိုတင်ပြီးတော့ဆိုင်ကြီးတွေဖွင့်ပြီးတော့ရောင်းဘုရားဘာသာဝင်သူတော်စင်တွေတူနဲ့တူအထိမ်းအမှတ်ဖြစ်ဒီနေ့ဒီရက်ဟာမြတ်စွာဘုရားမွေးဖွားတော်မူတဲ့နေ့ဖြစ်လို့ကြောင့်ဝိသတ်ကတ်တွေကိုပို့ကြတယ်ဒီခါတည်းဘုန်းကြီးတို့စီတော့ရောက်လာတတ်တယ်အဲ့ဒီဝိသတ်ဒီဟိုနိုင်ငံကပြန်လာကြတာဆိုဝိသတ်ကထပ်လန့်ပို့တယ်ဒီနေ့တော့မရောက်သေးဘူးသူဆရာအဲ့တော့ဒီဟိုနိုင်ငံမှာဗုဒ္ဓနဲ့ပတ်သက်တဲ့နေလူနေမြတ်ဆိုလို့ဒီနေ့ဟာအကြီးကျယ်ဆုံးနေ့သူတို့နိုင်ငံဝိသတ်တေးမှာဆိုလို့ရှိရင်မြန်မာနိုင်ငံမှာသတင်းညွှန်တစောင်းမုံမိထုံပွဲကြီးဆင်ကျင်းပါတယ်လို့ပဲတိရိလင်္ကာနိုင်ငံမှာသိချီကုံချခံပြီးတော့မိတိုင်ကြီးတွေလောက်ကြမိတိုင်ကြီးတွေဆိုတာတရားစစ်မိတိုင်ကြီးတွေပြောတာနော်မှန်ပါဗျာဝိသတ်တေးကိုဂုဏ်ပြုတဲ့အနေနဲ့တရားရုပ်ပုံတော်ကြီးကိုမိတ္တာအလှဆင်ပြီးတော့လမ်းတွေမှာထွန်းတယ်ဘုရားဘာသာဝင်ဒီကိုနိုင်ငံတော်နိုင်ငံသားတွေဟာတဏှာကနေတဏှာကိုလမုမြို့လို့ဆိုရင်နေရာအနှံ့ပြားလူစီကားတဲ့လမ်းတွေမှာဘုရားရုပ်ပွားတော်ပကြီးကားချက်ကြီးတွေကိုမိအလှဆင်ထားတာအဲ့ဒါတွေကိုလူတွေဟာဒီကနေ့ညဆိုအလွန်စီကားလိုက်ပြီးတော့ချီးနေကြ
ရသော်ဘုရားကိုအမှတ်တရကြီးညိုမြတ်လို့စွာပူဇော်ကြတယ်မြန်မာနိုင်ငံမှာကစုံလာပြည့်ညောင်ရည်သွန်းစွာတနိုင်ငံလုံးလှုပ်ရှားပြီးတော့လုပ်တဲ့ပွဲမျိုးမဟုတ်ဘူးတချံလောက်မရှိဘူးဖြစ်ဟုတ်ကဲ့မှန်ပါပါဗျာတကယ်ကတော့စီဖို့ကောင်းတာတော့ဘုရားဘာသာနိုင်ငံရဲ့အသင်္တရနဲ့ပြောမယ်ဆိုရင်ဒီဝိဆက်ဒေးကစုံလာပြည့်ဘုရားနေ့ဟာစီကားဆုံးဖြစ်နေတာပေါ့မှန်ပါဗျာတကူကြီးဘုရားလို့လူတွေကသတ်မှတ်ထားတဲ့ဘုရားတွေတော့ကလူတွေဟာသွားကြလာကြပူဇော်ကြဒီလိုလုပ်ကြဘောညောင်ရည်သွန်းကြပေါ့တကယ်တော့ဒီနေ့ဟာအမတန်ထူးခြားတဲ့မြတ်စွာဘုရားနဲ့ပတ်သက်လာလို့ရှိရင်ထူးခြားတဲ့နေ့ရက်လို့သူတို့နိုင်ငံတွေမှာဗာပြောတော့3 sacred day တဲ့အလွန်ထူးမြတ်တဲ့ဒီ3နေ့နဲ့သက်ဆိုင်လာတဲ့နေ့တိုက်တိုက်ဆိုင်ဆိုင်မြတ်စွာဘုရားဟာဟောတော်မူတာလည်းဒီနေ့ဘုရားဖြစ်တို့ရောက်တော်မူတာလည်းဒီနေ့သက်တော်80ပြည့်လို့တရားဟောပြောတဲ့လုပ်ငန်းကြီးကိုရန်နာပြီးပြိဋိဘံဝင်ဆံသွားတာလည်းဒီနေ့အဲ့တော့မြတ်စွာဘုရားဘုရားမှာဒီကစုံလမ်းပြည့်နေ့ကအလွန်ထူးခြားတဲ့နေ့တစ်နေ့ဖြစ်လို့ဘုန်းကြီးတို့တွေဒီကနေ့အဝယ်လူသားလို့ဆိုတဲ့မြတ်ဘုရားရဲ့ဂုဏ်တွေကိုအာရုံပြုပြီးတော့ဘုရားနုတ္တိပွားဖို့ကောင်းတာပေါ့မှန်ပါဗျာဒါစစ်မှန်ဘုရားနုတ္တိကိုမြတ်စွာဘုရားကြီးကိုလိုမြတ်ကဟောထားတယ်ဘုရားနုတ္တိဆိုတဲ့ဘုရားကိုအာရုံပြုပြီးအမှတ်ရတဲ့တတိတရားမိမိတဏ္ဍာမှာဖြစ်ပွားစေမယ်ဆိုလို့ရှိရင်တဲ့ထူးခြားတဲ့အသိဉာဏ်တွေရယူမြမကစိတ်ဓာတ်တရားငြိမ်းအေးပြီးတော့နောက်ဆုံးမှာနိဗ္ဗာန်တိုင်အောင်မျက်မှောက်ပြုနိုင်တယ်လို့ဒီလိုခေါ်တာမှန်ပါဗျာအဲ့ဒါကြောင့်မို့လို့ကပ္ပဋ္ဌာန်း40ထဲမှာလည်းဘုရားနုတ္တိဘာဝနာဆိုပါတာပေါ့မှန်ပါဗျာရသော်ဘုရားဂုဏ်တွေဟာအမှန်တန်လေးတတ်သည့်အတွက်ကြောင့်တရားတော်ကိုအာယုံပြုပြီးတော့ဘုရားနုတ္တိကမ္မထံပွားခဲ့တယ်မှန်ပါဗျာမြန်မာနိုင်ငံမှာစကိုင်းတောင်ရိုးကမဟာကဏ္ဍကိုဆရာတော်ဘုရားကြီးဆက်ရှိမှန်ပါဗျာအဲ့မဟာကဏ္ဍကိုဆရာတော်ဘုရားကြီးရဲ့ကမ္မထံကျင့်စဉ်အဓိကဘုရားနုတ္တိပဲမှန်ပါဗျာမတ္တရာပြောမယ်ဆိုရင်အဲ့ဒီဆရာတော်ဘုရားကြီးကဘုရားနုတ္တိကျင့်ရင်ကနေပြီးတော့အနာဂတ်အဆင့်ထိရောက်သွားတယ်လို့ယုံကြည်ကြရမှန်ပါဗျာစိတ်တင်ဖြောင်းကားရှေ့ရဲပွားကြိုးစားဘာဝနာဆိုတဲ့လင်္ကာလေးနဲ့စိတ်ဆိုတာစိတ်ဉာဏ်ရာကတင်ဆိုတာတင်မလင်ခွေထိုင်ရှေ့ဆိုတာမိမိရှေ့မှာဘုရားရုပ်ပွားတော့အောင်ပြီရဲဆိုတာတတိတရားမြဲမြဲထားပြီးတော့ပွားဆိုဘုရားကုံတော်ပွားပြတယ်နော်ဖြောင်းငါဆိုတဲ့နေရာကြတော့သူကစိတ်ကိုကောင်းကောင်းအာယုန်နဲ့စီမသွားပဲနဲ့မြတ်စွာဘုရားကုံတော်ဖြောင်းရောက်ထားပြီးတော့ပွားပါလို့ဒီလိုဆိုလို့ပေါ့မှန်ပါဗျာအဲ့ဒါနဲ့တရားကုံတော်ကိုပွားရင်းကနေပြီးတော့ပီတိတွေဖြစ်လာတဲ့အခါကျတော့အဲ့ဒီပီတိကိုပဲဝိပဿနာရှုလိုက်တဲ့အခါကျဝိပဿနာဉာဏ်စဉ်အစစ်နဲ့တက်ပြီးတော့ဒီလိုကိုရသွားတယ်မှန်ပါဗျာဒါကြောင့်မလို့ဒီနေ့လို့ဒီလူနေညဟာဘုရားအကြောင်းပဲဟောပြောဖို့ရပို့ပြီးတော့သိနေရုံလို့ဘုန်းကြီးတို့ဒီကနေ့အမွယ်လူသားဆိုတဲ့တရားကိုဟောဖို့ပေါ့နော်မှန်ပါဗျာဒီကနေ့ဟာတိုက်တိုက်ဆိုင်ဆိုင်မြတ်စွာဘုရားရဲ့တန်တရားကားရှိတဲ့ဘဝတွေရောအကုန်လုံးပေါင်းစပ်လိုက်တယ်ဆိုရင်အတွေ့အကြုံလေးမှတ်ထားဖို့ရကဂျာဒိတ်တော်ခံဖွားပွင့်စံဒီကစုံလမ်းပြည့်နေ့မှာဒီပင်ကရာမြတ်စွာဘုရားထံဂျာဒိတ်ခံခဲ့တာလည်းပဲကစုံလမ်းပြည့်နေ့ပဲဝိသကနကနဲ့ရှင်တဲ့လမှာမြတ်စွာဘုရားအလောင်းတော်မှာဘုရားဖြစ်လိမ့်မယ်ဆိုတဲ့ဂျာဒိတ်ပန်းကိုဆင်ញံနိုင်ခဲ့တယ်ပေါ့မှန်ပါဗျာဒါတော့ဘဝအလုံးဝေးတယ်လေးသိကျင်တဲ့ကဘာသိဟိုပဲဆိုတော့လက်လန်းမမေဘူးသိဝေးတယ်နောက်ဆုံးဘဝဖြစ်တဲ့သိတ္တဂေါရမဘုရားဘွယ်ရောက်လာတဲ့အခါမှာဟောဒီကစုံလမ်းကြီးကတိုက်တိုက်ဆိုင်ဆိုင်ဘုရားရဲ့ဘဝမှာသမထမအရေးကြီးတဲ့ကစုံလမ်းကြီးဖြစ်လာပြန်တယ်နော်မှန်ပါဗျာဒါကြောင့်ဘုရားအလောင်းတော်ဟောမြင်တာလည်းဟောဒီကစုံလမ်းကြီးပဲတရားတို့တရားမြတ်ရသွားတာလည်းဟောဒီကစုံလမ်းကြီးနေပဲနောက်ဆုံး
တရားဓမ္မဟောပြီးတော့နောက်ဆုံးနိဗ္ဗာန်အငြိမ့်သက်ဆောင်ဝင်သွားတာလည်းဟောဒီကဆုံလမ်းကြီးနေတယ်တဲ့ဒါကြောင့်မို့ကဆုံလမ်းကြီးနေဟာရသော်ဘုရားရဲ့ဘဝနဲ့ဆက်ဆက်ပြီးတော့အလုံးကုန်ပြုမှတ်သားပြီးကြီးညိုလေးစားလိုက်တဲ့တရားကုံကိုအာရုံပြုလိုက်တဲ့နေ့တွေပဲဘုရားဘာသာဝင်သူတော်စင်တွေအနေနဲ့သာသနာနဲ့ပတ်သက်တဲ့တက္ကရာတွေကိုလည်းပဲမှတ်သားလေးလာထားတဲ့နေပေါ့အားလုံးသိတဲ့အတိုင်းခုနကဘုန်းကြီးတို့တရားအဖွဲ့မှာသာသနာတော်နှစ်2553ဒီကနေ့ဟာ2553ကုန်ဆုံးတဲ့နေ့မှန်ပါဗျာလက်ဖြင့်ကစပြီးတော့သာသနာတက္ကရာတွေ2554ဖြစ်သွားမှန်ပါဗျာသာသနာတက္ကရာဆိုတာဘာကိုပြောတာတော့လို့ဆိုလို့ရှိရင်ရသော်ဘုရားပြိဋိဘံဆံသွားတာကိုပြောတာမှန်ပါဗျာပြိဋိဘံဆံပြီးတော့ကိုရောမြတ်ရဲ့သာသနာတော်ဟာတည်ထားခဲ့တာဒါကြောင့်မို့သာသနာတက္ကရာလို့ခေါ်နေကြတယ်တကယ်ကတော့စာပေမှာသာသနာတက္ကရာလို့မခေါ်ဘူးပြိဋိဘံပြုတဲ့နှစ်လို့ဒီလိုပြောတာမှန်ပါဗျာအဲ့တော့ရသော်ဘုရားပြိဋိဘံပြုသွားတာနှစ်ပေါင်း2553နှစ်ရှိသွားပြီဒီနေ့က953နှစ်မြောက်မှန်ပါဗျာဘုရားပြိဋိဘံဆံမှန်ပါဗျာဘာသာတရားထဲမှာဆိုလို့ရှိရင်ရှေးကြဆုံးလို့ဘုရားပြောရှေးကြဆုံးဒီရဲ့ရှေးကြတဲ့ဘာသာကဗြဟ္မဏဗြဟ္မဏိစင်းမဲ့ဒီရဲ့ရှေးကြအဲ့တော့ဘာသာတရားတစ်ခုအနေနဲ့လက်ခံမယ်ဆိုလို့ရှိရင်ဒီဘုရားဘာသာဟာခရစ်ယာန်နဲ့လည်းရှေးကြနော်မှန်ပါဗျာမွတ်စလင်တွေနဲ့အစ္စလာမ်ဘာသာနဲ့လည်းရှေးကြတယ်လို့ပြောတာမှန်ပါဗျာကောင်းပြီအဲ့တော့ဒီသာသနာတော်နဲ့ပတ်သက်လာတဲ့ဘုရားနဲ့ပတ်သက်တဲ့တက္ကရာတွေကိုမှတ်သားထားတဲ့အလွယ်မှတ်ဖို့ဝိသုဒ္ဓတစ်ခုပြောမယ်မြန်မာတက္ကရာသိနေတဲ့ပုဂ္ဂိုလ်တိုင်းသာသနာတက္ကရာသိကျင်လို့ရှိရင်ပုပ်ဩရေချက်ဆိုတဲ့စကားလုံးလေးကိုမှတ်တယ်ပုပ်ဩရေချက်ရောဆွတ်သာသနာသင်္ကေတလေးတွေပုပ်ဆိုတာဥပ္ပုဩလို့ဆိုတာတနင်္ဂနွေနာဖြစ်လို့တိကနန်းကိုကောက်ရတယ်မှန်ပါပါရေဆိုတာကဒီနေရာမှာယာမှုနံဖြစ်လို့ရှစ်ကနန်းကိုကောက်ရတယ်ကျက်ဆိုတာကကြီးမှုတော့တနင်္လာနာဖြစ်တဲ့အတွက်ကြောင့်နှစ်ကနန်းကိုကောက်ပေါင်းလိုက်တဲ့အခါ118နှစ်အခုမြန်မာတက္ကရာ1382ခု1382ခုထဲကိုဩရေချက်ထည့်လိုက်တယ်ဆိုလို့ရှိရင်အခု2554ဖြစ်ပြီသို့တော့တခုထားဖို့ရကမြန်မာတက္ကရာကပြောင်းတာကတကူလပတ်ဝန်းကျင်မှာပြောင်းဆိုပါစို့ဧပြီလ18ရက်နေ့ပုံမှန်ပြောင်းတယ်ဒီတက္ကရာကျတော့ကဆုံလာပြီနဲ့မှတ်ရတာဖြစ်သောကြောင့်မြန်မာတက္ကရာပြောင်းပြီးကဆုံလာပြီမရောက်မချင်းခဏမတိုးရသေးဘူးကဆုံလာပြီရောက်ပြီလာပြီတရက်လက်ဖြင့်ကစပြီးတော့သာသနာတက္ကရာနှစ်တကူးသွားပြီလို့ဒီလိုမှတ်မှန်ပါဗျာအဲ့တော့မြတ်စွာဘုရားပြိဋိဘံဆံသွားတဲ့နှစ်ဟာနှစ်ပေါင်းဘယ်လောက်ကြာပြီလဲဆိုရင်2553နှစ်နောက်နှစ်ခါကဆုံလာပြီဆိုရင်54ပေါ့နော်54ဖြစ်ဒါကမြတ်စွာဘုရားနဲ့ပတ်သက်တဲ့သာသနာတော်တည်ထားခဲ့တဲ့သာသနာတော်ခြံရစ်ထားခဲ့တဲ့နှစ်ပေါင်းအရေးပဲအဲ့ဒါကိုတခါမြတ်စွာဘုရားထူးခြားတဲ့အသိဉာဏ်ကိုရတော့ဘုရားဖြစ်လို့ရောက်တာကြတော့ဒီထဲကိုဘလောက်ထပ်ထည့်လိုက်မလဲလို့ဆိုလို့ရှိရင်ဒီတဲ့တက္ကရာကကြီးသွားမှာနော်မှန်ပါဗျာအဲ့တော့မြတ်စွာဘုရားကဘုရားဖြစ်လို့ရောက်တာရောက်ပြီးတဲ့အခါမှာဘုရားဘဝနဲ့ဘုရားအဖြစ်နဲ့45နေခဲ့တာဟုတ်မှန်ပါဗျာအဲ့ဒီတဲကို45ထပ်ပြီးတော့ထည့်လိုက်လို့ရှိရင်တက္ကရာဘလောက်ဖြစ်သွားနိုင်တော့နော်ဘယ်နှစ်ဖြစ်သွားနိုင်တော့2598ဟုတ်လား2598အဲ့ဒါဘုရားဖြစ်တဲ့ဗုဒ္ဓနှစ်ဒီလိုမှတ်နားပါဗုဒ္ဓဖြစ်လို့ရောက်သွားတဲ့နှစ်ပေါင်းဟာ2598နှစ်ရှိပြီဒါကနောက်တက္ကရာတစ်ခုခဏတစ်ခုကိုနောက်ထပ်မှတ်လိုက်အောင်
ရသော်ဗျာတက်တော်80လို့ဆိုတော့သာသနာတော်တက္ကရာခုပြောတဲ့2553ကဘုရားပြိဋိဘံစံသွားတဲ့နှစ်ကိုပြောတော့လူဘဝနဲ့ဘုရားမွေးတဲ့နှစ်ပေါင်းဘယ်လောက်ကြာတော့သိတယ်လို့ရှိရင်အဲ့ဒီကိုအနည်း80ထပ်ပေါင်းလိုက်ပေါ့ခုနကသာသနာတက္ကရာတဲ့အနည်း80ထပ်ပေါင်းလိုက်တဲ့အခါကျတော့ဘယ်လောက်ဖြစ်သွား2633နဲ့ဟုတ်ဒါဘုရားဘာသာဖြစ်ဒါလေးတွေကတော့သိတယ်ပေါ့နော်အခုဒီကနေ့သုံးနေတဲ့ကမ္ဘာတက္ကရာနဲ့ပြောနေတယ်အားလုံးလူတွေကသိနေကြတယ်2010လူတိုင်းသိတယ်အဲဒီ2010ဆိုတာခရစ်တော်မွေးတဲ့နှစ်ကိုပြောတယ်ခရစ်တော်မွေးတဲ့နှစ်တော့သိပြီဘုရားမွေးတဲ့နှစ်ကိုဘယ်လောက်ဆိုတာမပြောနိုင်ဘူးဆိုလို့ရှိရင်ဒါတော့သဘာဝမကျတာသိတယ်မှန်ပါဗျာဟုတ်ကဲ့မှန်ပါဗျာအဲ့ဒါကြောင့်မလို့ဗုဒ္ဓနှစ်ဗုဒ္ဓမွေးဖွားတဲ့နှစ်ပေါင်းဟာဘယ်လောက်ကြာပြီလဲလို့ဆိုလို့ရှိရင်2633နှစ်ရှိသွားပြီလို့ပြန်ပြောတာနော်မှန်ပါဗျာ2633နှစ်မြောက်မွေးနေ့မှန်ပါဗျာဒီလိုဆိုလို့ရပေါ့မှန်ပါဗျာဒီဘုရားဖြစ်သူရောက်တဲ့နေ့ကျတော့2598နှစ်မြောက်ဘုရားဖြစ်သူရောက်တဲ့နေ့ပြိဋိဘံစံသွားတာကြတော့2553နှစ်မြောက်ပြိဋိဘံစံတဲ့နေ့ဟောဒီလိုတက္ကရာ3မျိုးကိုတရားနဲ့ပတ်သက်ပြီးတော့မှတ်ထားတယ်နော်မှန်ပါဗျာဝိသတ်တေနဲ့ပတ်သက်ပြီးတော့ထူးခြားတဲ့အဖြစ်အပျက်တွေဟာလေးကကြုံခဲ့တယ်တဲ့ဇာတိခန္ဓာကဟိုးလွန်ခဲ့တဲ့လေးသိင်ချိန်နဲ့ကဝါလသိန်းဘုရားလောင်းတော်ဘုရားတော်ကဗျာဒိတ်ခံခဲ့တာဒါတစ်ချိန်ကြုံတယ်ပေါ့မှန်ပါဗျာအဲ့ဒါအကြောင်းတော့အထူးမပြောချင်တော့ဘူးရသော်ဘုရားရဲ့လက်ရှိဘဝမှာထူးခြားတဲ့အဖြစ်အပျက်၃ခါကြုံခဲ့တယ်ဟောဒီကစောလာလေးတွေကမှန်ပါဗျာနံပါတ်1ကဘုရားလောင်းတော်လေးဝေပါရသော်ဘုရားအံ့ဖွယ်လူသားဖြစ်သည့်အတွက်ကြောင့်အမှန်ထူးခြားသည့်အတွက်ကြောင့်တာမန်ပုဂ္ဂိုလ်တွေနဲ့တော့မတူဘူးလို့ဒီလိုမှတ်ရမှန်ပါဗျာလူတော့လူပဲဘာသာတရားတွေကိုလိုက်ကြည့်ဘယ်ဘာသာပဲဖြစ်ဖြစ်ဘုရားဘာသာလွှဲရင်ကျန်တဲ့ဘာသာတွေကနတ်ကိုပဲတဲ့ဘာသာတွေရှိတယ်မှန်ပါဗျာအဲ့ဒီလူတွေကပြောတယ်မို့လားနတ်ကိုပဲအမလီနတ်ကိုပဲတဲ့ဆိုပြီးပြောနေကြကျန်တဲ့ဘာသာတွေနတ်ကိုပဲတာလေးကြည့်ပဲကောဘုရားမပွင့်ခင်ကရှိနေတဲ့ရှေးဟောင်းကလေးက Brahmanism လို့ခေါ်တယ်။ဇမနဘာသာအဲ့ဒီ Brahmanism ကလည်းနတ်ကိုပဲတာဇမာကြီးကိုကိုပဲတယ်လေ။မှန်ပါဗျာ။အဲ့ဒီဇမာကြီးကိုပဲအင်္ဂလိပ်လိုကျတော့ God လို့ခေါ်တာပဲ။အဲ့ဒီ God ကိုမှဘုရားလို့သောတတ်တော့ဒီဘုရားနဲ့ရောပုံနော်။ God ကဘောပဲနတ်ပဲလေ။မှန်ပါဗျာ။လူသားလည်းမဟုတ်ဘူး။ဘုရားလည်းမဟုတ်ဘူး။သူကသူဇန်တရားအားထုတ်ပြီးတော့မြမပြေရောက်တာကိုလည်းအားထုတ်ရောက်တာပဲမှန်ပါဗျာဟုတ်တယ်မဟုတ်လားမှန်ပါဗျာသူကကဘာကြီးကိုဖန်ဆင်းတယ်လို့ယုံကြည်တာတကယ်တော့သူဖန်ဆင်းတာမဟုတ်ဘူးတတ္တဝါတွေကသူကံနဲ့သူသွားလာနေကြမှန်ပါဗျာသို့တော့သံဒီချေခိုက်ဒီနေကသို့မဟုတ်စာတဲ့အတိုင်းပြောလို့ရှိရင်သံဒီချေခိုက်ကြီးပြန်ခိုက်မှာစာနဲ့ညီတယ်ဒါကဗမာတွေသုံးတယ်ထန်းဒီကျွေခိုက်ကြီးပြန်ခိုက်ကြီးနှင်းခိုက်လို့ဒီလိုသုံးတယ်ဟုတ်လားမှန်ပါဗျာအမှန်ကကြီးကထပင်ရဲ့အောင်သားလေးကအသီးရဲ့အောင်သားလေးကဖြတ်ပြန်မယ်အဲ့ဒီဖြတ်ပြန်လိုက်တဲ့အချိန်မှာထသီးကကျွေကြလိုက်တော့ကြီးတည်သွားတာအဲ့ဒါကိုဆိုလိုတာပြောမှန်ပါဗျာမူရင်းကိုပြောတာနော်မှန်ပါဗျာကာကတာလိယလို့ခေါ်တယ်ပါဠိလိုကာကတာလိယလေကာကတံလိယဆိုတဲ့အဓိပ္ပာယ်ကခုခေတ်လိုပြောရင် accident မမျှော်လင့်မဲနဲ့ဖြစ်သွားတယ်မှန်ပါဗျာကြီးကလည်းသူ့လမ်းသူပြန်သွားတာပဲထတိကလည်းသူ့အတူကျွေကြတာသို့တော့တိုက်ဆိုင်သွားတယ်မှန်ပါဗျာတိုက်ဆိုင်သွားလို့ကြီးပေါ်ထတိပြုတ်ကြခံတယ်ပေါ့မှန်ပါဗျာဒီဟာကိုပြောတယ်ဗမာတွေပြောနေတဲ့စကားလုံးကြတော့မဟုတ်ဘူးထန်းတိကျွေကကြီးနှင်းကိုက်ဆိုကြီးကနေလိုက်တာထန်းတိကအကျွေဒီလိုသွားဖြစ်တယ်မှန်ပါဗျာစာလည်းပြည်တဲ့နဲ့တော့မဟုတ်ဘူးအဲ့ဒါနော်ကောင်းပြီပထမစတိုက်ဆိုင်သွားတာပ
ဘယ်တော်လဲစားတိုက်ဆိုင်သွားတာဘယ်လိုတိုက်ဆိုင်သွားတော့ဆိုဇမားကြီးတယောက်ကတူကဇမပြေမှာသူကထပ်ထပ်ဖြစ်ပြီးတော့ဇမဘုံကြီးပြန်ပြီးတော့ကြီးလာတဲ့အခါမှာသူကအရင်ဆုံးဇမပြေမှာဖြစ်တယ်တတန်းကလည်းအလွန်ရှိဒီလိုဖြစ်ဖြစ်တယောက်တည်းနေပြင်းလာတာပဲမှန်ပါဗျာတတဝါဆိုတာတယောက်တည်းနေရရင်ပြင်းတယ်မှန်ပါဗျာနေကြည့်ပါလားတယောက်တည်းနောက်တိုင်းကလူတွေပြောတယ်မဲသူ့အတူတယောက်တည်းနေခြင်းတဲ့အခါဘလို့အော်လို့ဆိုမိအလုံးတယောက်တည်းနေတယောက်တည်းနေပြောသူတယောက်တည်းထားခဲ့ပေါ့လာနဲ့အနာနာဘုရားမလာနဲ့ကြာကြီးနေတယ်တော့ဗာဖြစ်တယ်လုံးလီးဖြစ်သွားပြန်ဟုတ်ကဲ့အဲ့ဒီလိုပဲမြမကြီးကလည်းလုံးလီးဖြစ်တာလုံးလီးဖြစ်တယ်ဆိုတာပြင်းလာတာတယောက်တည်းကြမှန်ပါဗျာအဲ့တော့တယောက်တည်းနေတော့ပြင်းလာတဲ့အခါမှာသူ့စိတ်ထဲမှာအချိန်ခေါ်ရလိုက်ကောင်းပါဇမပေါ်လေးနဲ့ပေါ်လိုက်ကောင်းပါအဲ့ဒါလိုတွေးတောတဲ့အချိန်လေးနဲ့ဟိုကသူ့အတူသေးပြီးတော့မြမပြေလာဖြစ်တာနဲ့သွားဆုံးသွားတာခုနကထန်းလေးကြွေကြိုက်ကြီးပြန်အဲ့ဒါလိုသွားဆုံးတော့သူ့စိတ်ထဲမှာဘယ်လိုဖြစ်တော့ဟာငါတွေးလိုက်တာနဲ့ပေါ်လာတာငါဖန်ဆင်းတာပဲအဲ့ဒီအယူဆသူ့မှာစဝင်သွားတယ်မှန်ပါဗျာသူ့ရဲ့အယူဆကိုပြန်ပြီးတော့ပံ့ပိုးလိုက်တယ်နောက်ရောက်လာတဲ့ဇမားလည်းဟာဒီဇမားကြီးကငါ့နဲ့အရင်ရောက်နေတာပဲသူ့ကိုငါဖန်သူငါ့ကိုသူဖန်ဆင်းတာဆိုတာဟုတ်တော့ဟောသူကလည်းပဲလိုက်လျောညီတွေကျွေးပြန်အဲ့တော့နောက်ရောက်တဲ့ဇမားကအသက်သိမရှိဘူးသူကအားလျော်ဆိုတာသေသွားတယ်သေပြီးလူပြေရောက်တဲ့အခါတောထွက်ပြီးရသေးကိုတရားဓမ္မကျင့်တဲ့အခါကျဒိဗ္ဗစကုတွေပါလေရသူဘယ်ကလာတော့ဆိုကြည့်လိုက်ခုနကမြမဘောလာဆိုတာတွေ့ခုနကမြမကြီးကငုတ်တုတ်ရှိငါကသူ့နောက်မှာမွေးလာပြီးငါအခုအရင်သေးလာတယ်သူကအခုရှိနေတော့မယ်အဲ့ဒီမြမကြီးကငါ့ကိုဖန်ဆင်းတာသူကမြဲတယ်ငါတို့ကမမြဲဘူးဆိုတဲ့ဒီအဆွေးဝင်လာခဲ့မှန်ပါဗျာအဲ့ဒီအတွေးဝင်လာတဲ့အတွက်ကြောင့်ဣတရနေမာနဒိဋ္ဌိကြီးတဲ့သာဝရဘုရားဖန်ဆင်းတယ်ခေါကဖန်ဆင်းတယ်ဆိုတဲ့အယူဆကြီးတရားလောကမှာပေါ်ထွန်းလာခဲ့တယ်မှန်ပါဗျာဓမ္မသမာဓိတော့မှဒီတိုင်းဟောထားတာနော်မြတ်စွာဘုရားမှန်ပါဗျာအဲ့ဒီခေါကိုပဲနာမည်အမျိုးမျိုးပေးပြီးတော့လူတွေကကိုးကွယ်လာကြတာဟိန္ဒူတွေကကိုးကွယ်တော့ဗမာကြီးဆိုပြီးတော့ကိုးကွယ်တယ်လောကကြီးကိုသူဖန်ဆင်းတယ်အလုံးကိုသူဖန်ဆင်းတယ်လို့ဆိုပြီးတော့ယုံကြည်လာကြကျန်တဲ့ဘာသာတွေလည်းခေါကိုယုံကြည်လာကြတယ်အဲ့တော့ဘယ်ဘာသာတွေပဲဖြစ်ဖြစ်ဘုရားဘာသာလွဲကျန်တဲ့ဘာသာတော်တော်များများနတ်ကိုးကွယ်တဲ့ဘာသာတွေရှိတယ်ပေါ့မှန်ပါဗျာအဲ့ဒီနတ်ကိုမြင်မှုကြသလားလို့ဆိုတော့ဘယ်မှမြင်ဘူးမြတ်စွာဘုရားတခါတော့ပုံသားတွေကိုပေးမင်းတို့ကိုယ်တိုင်ဇမားကြီးကိုမြင်ဘူးလားကိုးကွယ်တဲ့ဇမားကြီးမမြင်ဘူးတဲ့ဒါပြင်မင်းတို့မမြင်ဘူးရင်မင်းတို့ဆရာတွေရောမြင်ဘူးလားမမြင်ဘူးအဲ့ဒီဆရာရဲ့ဆရာကြီးတွေရောမြင်ဘူးလားမမြင်ဘူးလို့ကဒါဖြင့်ဗေဒင်ကျမ်းတွေကိုစပြီးတော့ရေးတဲ့ယသိတွေရောမြင်ဘူးလားဆိုမြင်ဘူးကြတယ်သူကအဲ့တော့မမြင်ဘူးပဲနဲ့မှန်းကိုးကွယ်နေကြတာဆိုတာရှင်းရှားတယ်ပေါ့မှန်ပါဗျာဗမာတွေရော39မင်းကိုးကွယ်မမြင်ဘူးကြအယုတ်တော့မြင်ဘူးမှာပေါ့နော်အဲ့ဒါနတ်ကိုးကွယ်တဲ့ဘာသာလေးကြီးပဲအားလုံးစဉ်းစားကြည့်လိုက်နော်ပြီးတော့ဘာသာတိုင်းဟာခေါင်းနဲ့တိုက်ရိုက်တွေ့ရတာမဟုတ်ဘူးခေါင်းရဲ့ messenger တွေပေါ့တမန်တော်တွေဘယ်ဘာသာပဲကြည့်ဖတ်ကြည့်အားလုံးကတမန်တော်တွေနဲ့လားဘုရားသခင်ကလာပြောသွားတယ်ဆိုပြီးတော့မေးတာသူတို့ကိုယ်တိုင်သိတာမဟုတ်ဘူးပြောသွားတာလေးကိုလိုက်ရေးထားတယ်ဒါတွေကိုလူတွေချပြဒါဘုရားဟောတဲ့စာဆိုပြီးတော့ဒီလိုပဲလုပ်ကြအဲ့ဒါကြောင့်မို့လို့ကျန်တဲ့ဘာသာတွေကအားလုံးတမန်တော်ကနေတစ်ဆင့်ခေါ်ဖရာကြီးနဲ့ဆက်သွယ်ပြီးတော့ခေါ်ကြီးနဲ့ဆက်သွယ်ပြီးတော့ဒီလိုယူဆတာလေးကြီးပဲတဲ့အကုန်လုံးဒီကနေ့ Hinduism ဆိုတာ Brahmanism ရဲ့တစ်ဖြစ်လဲသို့တော့တချို့ပုဂ္ဂိုလ်တွေကသေသေးချာချာမသိပဲနဲ့ဟိန္ဒူကဗုဒ္ဓဘာသာနဲ့ရှင်းကြတယ်လို့ဟိန္ဒူတွေကလည်းရေးကြတယ်လူတွေကလည်းဟိန္ဒူကရှင်းကြတယ်လို့ထင်ဟိန္ဒူကရှင်းမကြဘူးဗုဒ္ဓဘာသာရှင်းကြတယ်ဗြဟ္မဏိဇင်ကသာရှင်းကြတာဟိန္ဒူအစ္စင်ကရှင်းကြဘာထောက်ထားပြနိုင်လို့ဆိုလို့ရှိရင်ဗ
Brahmanism မှာ sacrifice လို့ခေါ်တယ်တားတတ်ပြီးတော့ရစ်ပူဇော်တဲ့လုပ်ငန်းရှိတယ်ဒီကနေ့ Hinduism မှာအဲ့ဒါမရှိဘူးလေဟိန္ဒူတွေတတ်တတ်လို့စားတယ်ဆိုတာကြားလို့ရမှာလားသူများတဲ့တတ်တာမရှိဘူးဟိုး Brahmanism တော့ကမဟုတ်ဘူးတာဘာစတုတ်ကရေးဆိုလို့ရှိရင်စတုတ်ကဆိုတာ၄ခုဆင်က၄កောင်မြင်းက၄កောင်လူက၄ယောက်စိတ်က၄កောင်အဓာရီတတ်ပြီးတော့ရစ်ပူဇော်တယ်သူတို့ခေါ်ဆိုတာကိုရစ်ပူဇော်အဲ့ဒီလိုသာသရစ်တွေဟာမြတ်စွာဘုရားမနေ့ကဒါကိုပါဏာတိပါဒဝေရမဏိသိက္ခာပဒဓမ္မာရိယာမိဒီဟာကိုအဓိကထားဟောရှိလိုက်ကောသလမင်းကြီးတောင်မှပဲဘုရားနဲ့အလွန်လေးတာရစ်ပူဇော်မလို့အချိန်ချင်းလုပ်ခဲ့တယ်လေမှန်ပါဗျာမြတ်စွာဘုရားတားလို့ဗာလိကမိဘုရားကြီးကြောက်ရလိုက်တယ်ကောသလမင်းကြီးအိမ်မက်ထူးထူးဆန်းဆန်းနေမဲ့တဲ့လူကြီးဆိုတော့ကောသလအိမ်မက်16ချက်အဲ့ဒီအိမ်မက်တွေကြောင့်လို့စိတ်ညစ်ပြီးတော့အဲ့ရစ်ပူဇော်တယ်ဆိုတာမျိုးတွေလုပ်တယ်မြတ်စွာဘုရားနဲ့တွေ့လို့ဒါမလုပ်ဖြစ်တာနော်အဲ့တော့ရစ်ပူဇော်တယ်ဆိုတဲ့ဓလေ့ဟာဟိန္ဒူဝါဒရဲ့ဓလေ့မဟုတ် Brahmanism ရဲ့ဓလေ့ဖြစ်တယ် Brahmanism ဟာဘုရားပွင့်ပြီးတဲ့အခါကျတော့မှပုံစံပြောင်းသွားတယ်ရစ်ပူဇော်မှုကိုဆွန့်လွတ်လိုက်တယ်ကျန်တာတွေကတော့သွားတူးနေတယ်ဒါကြောင့်မို့လို့အိန္ဒိယနိုင်ငံကပညာရှိတွေကပါဒါကိုတော့လက်ခံထားဟိန္ဒူအစ္စလာမ်သို့တော်လည်းပဲဟိန္ဒူအယူသီးသမားတွေကတော့ဘုရားကိုဟိန္ဒူဘာသာလို့ပဲပြောတယ်သူတို့ကဟိန္ဒူဘာသာဝင်လို့ဆိုပြီးတော့ပြောတယ်ဒါတော့ကိုယ်ွယ်ရမရှိခင်ဘုရားမပွင့်ရင်ကတော့လူတွေကဘာကိုယ်ွယ်ကြတာလို့ဆိုနတ်ကိုယ်ွယ်တာပေါ့မှန်ပါဗျာလောကလူတွေကနတ်ကိုယ်ွယ်အစတာရှိတယ်အကုန်လုံးဘုရားကိုယ်ွယ်တယ်ဆိုတော့ဘုရားပွင့်လာတဲ့အခါမှာဘုရားကိုယ်ွယ်တာပေါ်တာမှန်ပါဗျာလူသားတွေကနတ်ကိုယ်ွယ်ကြတာပဲဘာလို့ကိုယ်ွယ်တာကြောက်လို့ကိုယ်ွယ်တာနတ်ဆိုတော့မြင်လည်းမမြင်ရဘူးလေမှန်ပါဗျာဒီခုခုဖြစ်ရင်နတ်ကလုံတယ်လို့ထင်တာအခုခေတ်လူတွေတောင်ရှိသေးတယ်အမလေးကြောက်တော်တွေပါလေတစ်တော်တွေပါလေမခုတ်အောင်ဆိုရင်အဲ့ဒါနတ်ကြီးတွေကလှုပ်ထားလိုက်မခုတ်တော့အဲ့ဒီတော့ခုတ်မဲ့လူမရှိဘူးလေဟောနတ်တဲ့တင်ကြောက်တယ်နတ်ကံမှာကြောက်တာဟုတ်မှန်ပါဗျာအဲ့တော့လောကလူတွေဟာမမြင်ရဘဲနဲ့ရမ်းပြီးတော့ကြောက်နေတာနတ်ပဲအဲ့ဒီနတ်ကိုးကွယ်တဲ့ဘာသာတွေရသော်ဘုရားကိုယ်တိုင်ကဘဟုံဝေတရဏံယန္တိပပ္ပတာနိဝနာနိသအာရမရုက္ခစေတယာနိမနုဿဘယဒိဋ္ဌိတာလူတွေဟာကြောက်เสียတွေရဲ့အချိန်ချောက်ခံရလို့ဒီကိုယ်ကွယ်မှုတွေပေါ်လာတယ်ဆိုတဲ့အကြောင်းပြောတယ်နော်မှန်ပါဗျာအဲ့ဒီကိုယ်ကွယ်မှုတွေဟာဒုက္ခလွတ်နိုင်တဲ့ကိုယ်ွယ်မှုတွေမဟုတ်ဘူးတဲ့ရှင်တဲ့အတိုင်းဘာမှအကာအကွယ်မပေးနိုင်ဘူးလို့မြတ်စွာဘုရားတိတိလင်းလင်းဟောထားတာရှိတယ်လေမှန်ပါဗျာသို့တော်လည်းလောကမှာရှိဘာသာတွေအားလုံးဟာနတ်ကိုယ်ွယ်တဲ့ဘာသာတွေကြီးပဲမှန်ပါဗျာပြီးတော့အဲ့ဒီနတ်နဲ့ဆက်သွယ်တဲ့ပုဂ္ဂိုလ်ရှိတယ်ခုခေတ်ကကြည့်ရတာဗမာပြည်နတ်တွေလည်းပဲနတ်ကတော်နဲ့ဆက်သွယ်ရတာပဲဟုတ်လားမှန်ပါဗျာသူပြောတာလိုက်ရတာပဲလေတမန်မဲ့လေတာသူကပြတာဟိုပဲကိုကြီးကျော်ကလည်းလို့ဘာလို့ပြောကတာသူကတာအဲ့တော့ဒီလိုဆက်သွယ်မှုတစ်ဆင့်ကနေတွားနေတာလေရှိတယ်ဒီမြတ်စွာဘုရားကျတော့အဲ့လိုတစ်ဆင့်ကမဟုတ်ဘူးဘုရားရဲ့အထက်မှာဘယ်သူမှမရှိကိုယ်ပိုင်အသိဉာဏ်ကိုရရှိသည့်အတွက်ကြောင့်ဘုရားဖြစ်ကိုရောက်လာတာထူးခြားတဲ့အသိဉာဏ်ရပြီးတော့ထူးခြားတဲ့မှန်ကန်တဲ့တရားဓမ္မတွေကိုဟောပြောပြီးတော့လောကလူတွေလမ်းမလွဲအောင်မှန်ကန်တဲ့လမ်းကြောင်းပေါ်ကိုတင်ပေးသွားအဲ့ဒါကြောင့်မို့လို့ရသော်ဘုရားကိုကိုးကွယ်တယ်ဆိုတာနဲ့နတ်ကိုးကွယ်တာအမှန်တမ်းခြားနားတယ်ပေါ့မှန်ပါပါဗျာနတ်ကိုးကွယ်တယ်ဆိုတာနတ်ဘုရားကျင့်တတ်အောင်ဆုတောင်းကြရတယ်ရှိခိုးကြရတယ်ရသော်ဘုရားကိုဘုန်းကြီးတို့တွေကကိုးကွယ်တယ်ဆိုတာကျင့်တတ်အောင်ကိုးကွယ်တာမဟုတ်ဘူးမှန်ပါပါဗျာဒီဘုရားကလူတွေကမဟုတ်တယ်လို့ပြောတယ်ဘုရားဆူးတယ်ငါဘုရားမဆူးဘူးကိုလုံးတဲ့အကုသိုလ်ကိုဆူးတယ်မှန်ပါဗျာအဲ့ဒီဘုရားဆူးတယ်ဆိုတဲ့စကားကတခြားဘာသာတွေကလာတဲ့စကားမှန်ပါဗျာဘုရားအချိန်သေးတာလည်းမရှိဘူးမှန်ပါဗျာရသော်ဘုရားကလောက်ကောင်းဝင်လင်းလင်းပြောတယ်လို့ဆိုလို့ရှိရင်ငါလည်းကြိုးစားအထောက်လို့တရားဓုတရားမြတ်ရတာမင်းတို့လည်းပဲငါပြောတဲ့အတိုင်းကြိုးစားအထောက်မင်းတို့လည်းရမှာပဲမှန်ပါဗျာဘလောက်ထင်ရှားတော့ကျန်တဲ့အားတွေကြတော့အဲ့လိုမဟုတ်ဘူးငါပြောတာနားထောင်ငါ့ကိုကိုးကွယ်ငါနာမတော်ကိုတန်းတလိုက်
ဒါရဲ့အညီနာမကိုအသုံးချလိုက်မင်းတို့လိုတာတွေကုန်ရဒီလိုမတူဘူးလေအေးတချို့ကတော့ဘုရားဆိုတာတူတူပဲတဆူတည်းရှိတယ်လိုလိုတည်းလျှောက်ပြီးတော့ပြောကြတယ်မှန်တယ်တဆူတည်းဆိုတာကောရမဗုဒ္ဓပဲရှိတယ်ကျန်တာတွေကနတ်တွေပဲနတ်ကိုယ်ပဲကြတာဟုတ်ကဲ့လားနတ်ကိုယ်ပဲတွေပါလားအေးဒီကနေ့ဣသရိယမနုဿနတ်နဲ့မဆိုင်ပဲနဲ့တကယ်လူသားတွေကထူးထူးခြားခြားထူးချွန်လာတဲ့ပုဂ္ဂိုလ်တို့ဟာဟောဒီကဆုံသားကြီးလေးမှာမွေးဖွားလာခဲ့တယ်လို့အဲ့တော့မွေးဖွားလာတဲ့အခါမှာဣသရိယမနုဿလို့ဆိုတဲ့အတိုင်းအမတန်မှထူးခြားတယ်ဖွားမြင်တော်မူတဲ့အခါမှာတာမန်ပုဂ္ဂိုလ်တွေကြတော့မိခင်ဝမ်းကဖွားပြီးမိခင်ဝမ်းမှာတရေတဲပြီးဆိုလို့ရှိရင်ခொနလနဲ့လည်းဖွားရင်ဖွားတာပဲဟုတ်ကဲ့လားဒါတော့အရင်တည်းကကိုသိရှစ်လ9လနဲ့လည်းဖွားတာရသော်ဘုရားအလောင်းတော်ကြတော့မဟုတ်10လပြည့်ပါပါဗမာစကားမှာ9လလွယ်ရေး10လဖွားဆိုတော့ဘုရားအလောင်းတစ်ခုမှန်မှန်ကန်ကန်ရှိတယ်ကျန်တာတွေတော့ရှိကောင်းရှိနိုင်တယ်ပေါ့လေမှန်မှန်ကန်မဟုတ်ဘူးဘုရားကြတော့9လတရေတည်ပြီးတော့10လပြည့်မှာမွေးဖွားတယ်ဆိုပြည့်ပြည့်ဝဝဖြစ်တာပေါ့မှန်ပါဗျာတချို့ကြတော့ပြည့်ပြည့်ဝဝမဖြစ်လာဘူးလေအဲ့ဒါလည်းပဲအဝေလူသားအတွက်ထူးခြားချက်တစ်ခုမှန်ပါဗျာအဲ့တော့တခြားပုဂ္ဂိုလ်တွေကဘယ်တော့ဝမ်းကမွေးဖွားတယ်ဆိုတဲ့အခါမှာတာမန်ပုဂ္ဂိုလ်တွေကမွေးဖွားပြီဆိုရင်အိပ်ရတော်၎င်းထိုင်ရတော်၎င်းမွေးဖွားကြဘုရားလောင်းမယ်တော်ကတော့ဘုရားလောင်းလေးကိုမွေးဖွားပေးတာမတ္တရရဲ့မွေးစိတ်ပညာရတော့ဘယ်လိုပြောမလဲမသိမတ္တရတဲ့ပို့ပြီးတော့လွယ်လွယ်ကူကူမွေးဖွားနိုင်သလားတော့မသိဘူးပေါ့နော်ဒါတော့သူဒေသနာလုပ်ကြည့်ပေါ့အဲ့လောက်ကြည့်တော့မပြောတော့ဘူးအဲ့ဒီမှာထူးခြားတာကတော့ဘုရားလောင်းတော်မွေးဖွားတာမိခင်ကမတ္တရရဲ့မွေးဖွားတာအဲ့တော့မိခင်မတ္တရရဲ့မွေးဖွားတဲ့အခါမှာဒီဘုရားလောင်းတော်လေးကိုမွေးဖွားတဲ့အခါမှာတခြားလူတွေမွေးဖွားတဲ့အခါမှာစောက်ထိုးဆင်းရဟုတ်တယ်လားသိခေါင်းကအရင်ထွက်တယ်ဆိုစောက်ထိုးဆင်းလာတာပေါ့နော်ခြေကမွေးတဲ့လူဆိုတော့ရှိတော့ရှိမှာပေါ့ခြေကမွေးတဲ့လူတက်စွမ်းတယ်ပြောတာအနှိတ်ခံရင်ကြောက်တယ်လို့ပြောတာအဲ့တော့ဘုရားလောင်းတော်မွေးဖွားတဲ့အခါမှာခေါင်းကဆင်းတာမဟုတ်ဘူးစာထဲမှာဘယ်လိုဆိုထားတော့ဆိုတရားပင်မော်ကနေပြီးတော့ဓမ္မဂတိကဆင်းသွားတယ်လို့ပဲတဲ့ဘယ်တော့ဝမ်းနေကနေပြီးတော့ထွက်လာတဲ့အခါခြေတော့ကနေပြီးတော့ဆင်းပြီးတော့မတည့်ရဲ့မွေးလာအဲ့လိုမွေးလာတဲ့အခါမမြင်ရတဲ့နတ်တွေကနေပြီးတော့ဘုရားလောင်းလေးဟာမမြင်ရတဲ့နတ်တွေကအရင်မလိုက်တယ်အဲ့ဒီကမှလူသားတွေတက်ထဲရောက်တယ်ဒါထူးခြားချက်ပဲပေါ့မှန်ပါဗျာအဲ့ဒီလိုမွေးပြီးတဲ့အခါမှာဘုရားလောင်းတော်လေးမြေကြီးပေါ်မှာအဲ့လိုမွေးတာကအိမ်ပေါ်မှာမွေးတာမဟုတ်ဘူးဘုရားလောင်းမွေးတာလုံးပတိအင်းကြီးပင်အောက်မွေးတာမှန်ပါဒါလည်းပဲအလွန်ထူးခြားတဲ့အမှတ်တရပဲမှန်ပါဗျာဘုရားဟာအလောင်းတော်ဘွားကမွေးတာလည်းတောထဲမှာမွေးတယ်တရားကျင့်တော့လည်းတောထဲမှာပြိဋိဘံနေတော့လည်းတောထဲမှာပဲနေတယ်ပြိဋိဘံစံတော့လည်းပဲတောထဲမှာပဲဒါလည်းထူးခြားတယ်ယူရဲရွာထဲမှာမဟုတ်ဘူးယူရဲရွာထဲဆိုတာဆဲတန်ဆူတန်တွေကြားရတယ်လေမှန်ပါဗျာဉာဏ်ဖြစ်တန်တွေကြားရဘူးလားကြားပါဗျာဘုန်းကြီးတို့တခါတော့ကရွာထဲကအကြောင်းတစ်ကြောင်းနေဘူးလေအမလီဉာဏ်ဖြစ်လိုက်ကြတာမပြောနဲ့အဲ့တော့မြတ်စွာဘုရားကဘယ်တော့မှမြို့ထဲရတယ်မနေဘူးမြို့ထဲရတယ်မှာကျင့်သက်တာမဟုတ်ဘူးတောအကြောင်းမှာပဲနေတယ်ဟောတော့လဲတောထဲမှာပဲမွေးဖွားတယ်ဥယျာဉ်ဆိုတာရှင်းတော့ကတောကြီးပဲခုခေတ်လိုပန်းမလေးတွေလှဆိုင်ထားတဲ့မြို့တွေကဥယျာဉ်မဟုတ်ဘူးเนาะမှန်ပါဗျာအဲ့ဒါလို့ဘုရားတော်တော်ဟာလုံးမနီအင်းကြီးပင်ရဲ့အောက်မှာလလကူနဲ့ဖွားမြင်လိုက်တဲ့အခါမှာရေကြီးပေါ်မှာခြေတက်ဝိမွေချင်းခြေတော့စုံရနိုင်တဲ့အနေအထားရှိပါတယ်မှန်ပါဗျာဆယ်လဆိုတော့တောင်းလုံးတင်နေဖြစ်နေတယ်ပေါ့အဲ့တော့ရေကြီးပေါ်စုံရက်ပြီးတော့ညနာကမြောက်ဘက်ကိုလှည့်ပြီးတော့ခုနှစ်လမ်းလှမ်းသွားလိုက်သေးတယ်ဝ
ဝေးပြီးချင်းလမ်းလျှောက်တာခုနှစ်လမ်းလှမ်းတယ်လှမ်းပြီးတဲ့အခါကျတော့အဲ့ဒီမှာထီးပြူတွေလိုက်မိုးရတယ်ဘရင်သားပဲထီးပြူတွေမိုးအရာလေးမျက်နှာကိုကြည့်တယ်အဲ့လိုအရာလေးနဲ့လေးမျက်နှာကြည့်ပြီးတော့ပါဇက်ကဘာပြောတယ်လို့ဆိုလို့ရှိရင်စကားသုံးခုပြောလိုက်တာအကောဟမတတိလောကတလောကမှာကအမြတ်ဆုံးပဲလို့ကိုကြည့်ပြီးတော့ပြောတာသူတဲ့တာတဲ့လူလောကမှာမရှိဘူးထူးခြားတဲ့ပါရမီရှင်စေထောဟမတတိလောကတတိထောဟမတတိလောကတလောကမှာငါအကြီးဆုံးပဲငါအမြတ်ဆုံးပဲလို့ပြောပြီးတော့ဘာပြောလို့ဆိုအယမန္တိမှာဇာတိဒီမွေးတာဟာနောက်ဆုံးမွေးဖွားခြင်းပဲငါလက်တိတန်လေးကုဏဘောနောက်တစ်ခါကလောကမှာပြန်ပြီးတော့မွေးတော့မှာမဟုတ်ဘူးဆိုတာအဲ့ဒီကလေးကကြေညာချက်လိုက်ထုတ်လိုက်ဟောဒီကနေ့အဲ့ဒီစကားကိုဘုရားအလောင်းတွေကမွေးဖွားပြီးတော့ပြောခဲ့တဲ့စကားလေးတစ်ခုမှန်ပါဗျာအကောဟမတမိလောကတလောကကြီးမှာငါအမြတ်ဆုံးပဲတိထောဟမတမိလောကတငါမှလောကကြီးမှာငါအထွတ်မြတ်ဖြစ်ဆုံးပဲစေထောဟမတမိလောကတလောကကြီးမှာငါအကြီးဆုံးဖြစ်တယ်ဘာဖြစ်လို့လို့ဆိုလို့ရှိရင်ဘယ်လိုကြီးတာတော့ကိုရောဒီနေ့မှမွေးပြီဘာဖြစ်လို့ဖျားတဲ့အဖေတဲ့သာသနာကြီးနေရတာတော့ဂုံကြီးချင်းအပြင်ကြီးတာမှန်ပါဗျာတာမန်ပုဂ္ဂိုလ်မဟုတ်ဘူးလေမှန်ပါဗျာပါရမီတွေဖြည့်ထားပြီးတော့တကယ်ကိုအသိဉာဏ်သူများနဲ့မတူတော့ကြီးမြတ်လို့တကြီးချင်းအပြင်ပြောမယ်ဆိုလို့ရှိရင်အများဆုံးမှန်တယ်အမြင့်မြတ်ဆုံးမှန်တယ်ထွတ်မြတ်ဆုံးမှန်တယ်ဂုံကြီးချင်းအပြင်ပြောမယ်ဆိုရင်အကြီးဆုံးဟုတ်တယ်လောကလူတွေဟာအသက်သာကြီးတယ်ဂုံကသေးနေတယ်ဂုံကငဲနေကြတယ်ပေါ့မှန်ပါဗျာအသက်သာကြီးတယ်ဒါအသက်ကိုပြောတာမဟုတ်ဘူးဂုံနဲ့ပြောတာနော်မှန်ပါဗျာအဲ့ဒီလိုဒီကဆုံလားပြည့်နေ့မှာပဲဘုရားလောင်းတော်တွေဟာလောကကြီးကိုအခုလိုကျုံးဝါပြီးတော့ပြောဆိုနိုင်ခဲ့တယ်တဲ့ဒါလည်းပဲထူးခြားချက်လေးတစ်ခုဒါကြောင့်မို့လို့အံ့ဖွယ်လူသားလို့ဒီလိုပြောတယ်နော်မှန်ပါဗျာဒီနေရာမှာဘုရားလောင်းတော်လေးဖွားတာလေးနဲ့ပတ်သက်ပြီးတော့ပကံမှာပဋိကားရှိတယ်နဲ့တူတယ်တချို့ပဋိကားမှာဗာထည့်တာလို့ဆိုရင်မေရမာယာရဲ့ခါးမှာအလောင်းတော်ကလေးရဲ့ပုံလေးထည့်တာအဲ့ဒါအယူဆတစ်ခုပဲဘုရားလောင်းလေးဟာတာမန်မွေးမွေးစဉ်မဟုတ်ဘဲနဲ့ခါးကဖောက်ထွက်လာတဲ့စက်ပုံကပြောတကယ်ကတော့မဟုတ်ဘူးနော်အယူဆတစ်မျိုးရှိတယ်ဆိုတော့ပြောတာနော်ခါးမှာအယုတ်ကလေးရှိတယ်အဲ့ဒီမှာဘုရားလောင်းအယုတ်ကလေးမေတော်ရဲ့ခါးမှာအယုတ်ကလေးတွေ့တယ်အဲ့ဒါကခုနကခါးကမွေးတယ်ဆိုတဲ့အယူဆတစ်ခုရှိလို့အဲ့ဒါကိုသိဖို့ခေါ်တာတကယ်ကတော့မွေးစဉ်ပဲမွေးတယ်ဒါဘုဒ္ဓတာပေါ့နော်မှန်ပါဗျာအဲ့ဒါကဟောတော်မူတာနဲ့ပတ်သက်ပြီးတော့ကြည့်ဘုရားလောင်းတော်မှာသူကသူပြောကြနိုင်တယ်အယမန္တိမှာစာတိလောကကြီးဟာဒီဘဝငါမွေးဖွားလာတာနောက်ဆုံးမွေးဖွားခြင်းပဲနောက်ထပ်ငါမှမွေးဖွားစရာမရှိတော့ဘူးလို့ကျွတ်တင်ပြီးတော့ပြောထားနိုင်တယ်ပေါ့မှန်ပါဗျာဒါကဒီကနေ့ကဆုံလာပြီဖွားတော်မူတဲ့နေ့နဲ့ပတ်သက်ပြီးတော့ထူးခြားချက်ကလေးတစ်ခုမှန်ပါဗျာပြောစရာတွေကတော့အများကြီးပဲကဲနောက်တစ်ခုပြောကြရအောင်29နှစ်တက်တော်29နှစ်အရွယ်ရောက်တဲ့အခါကျ16နှစ်အရွယ်မှာပဲအိမ်တော်ချပေးလိုက်တယ်ပေါ့အမတန်မှချမ်းသာတယ်ဘယ်လောက်ထိအောင်ချမ်းသာတယ်ဆိုတာရသော်ဘုရားပြန်ပြီးဟောထားတာရှိတယ်သုခုမလာတော့အားလုံးကြားဖို့ပါလိမ့်မယ်ရွှေနှမ်းပြတ်3000ဆိုတာလေခုခေတ်လိုအဲယာကွန်နေပါလေတော့မရှိဘူးပေါ့အဲ့တော့နွေရာသီနေဖို့ဆန္ဒတော်ကတစ်မျိုးဆောင်းရာသီနဲ့ကိုက်တဲ့ဆန္ဒတော်ကတစ်မျိုးမိုးရာသီအတွက်ဆန္ဒတော်ကတစ်မျိုးရာသီဥတုအလိုက်နေလို့ရအောင်ပေါ့နော်မှန်ပါဗျာအခုကတော့ရာသီဥတုလိုက်မရှိတဲ့အခါကျတော့ဟိုဟာတက်ရဓာတက်ရမီးမလာတဲ့အခါလည်းမအေးတော့ဘူးပေါ့မှန်ပါအဲ့ဒီလိုဘုရားလောင်းလေးဟာရာသီဥတုအလိုက်
အေးနွေးထွေးနေသွားနိုင်အောင်စီမံပေးထားတာအဲ့တော့ချမ်းသာတဲ့ဘဝမှာနေရပေမဲ့လို့အမတ်တမဲ့နေတာမဟုတ်ဘူးသွားရင်လာရင်လည်းဗာတွေ့လေဖိုးကြီးဖွားကြီးတွေတွေ့ဘုန်းကြီးတို့တွေလည်းတွေ့လာပဲဖိုးကြီးဖွားကြီးကိုယ်လည်းဖိုးကြီးဖြစ်တယ်အဖိုးကြီးဖွားကြီးတွေ့တဲ့အခါကျတော့အော်ဖိုးကြီးဖွားကြီးပဲကြီးတဲ့ကိုတွေ့သေးလားတွေ့ပါဘူးမတွေ့ဘူးဘုရားလောင်းလေးကြတော့ဘယ်လိုတွေ့လဲဆိုဇာတိဓမ္မောမိဇရာဓမ္မောမိဇရာအနာတိတောအဖိုးအဖွားမြင်လိုက်တာနဲ့သူ့စိတ်ထဲမှာငါလည်းကိုရအောင်ပါပဲကိုချင်းသဘောကိုငါမလွန်မြောက်နိုင်သေးဘူးဆိုဒီအတွေးဝင်လာတယ်ကောင်းတယ်မှန်ပါပါဗျာဒါဟုလူတွေကနမိတ်ကြီးလေးပါနဲ့ပြောတာကိုယ်လည်းရှိတာပဲနမိတ်ကြီးလေးပါ5ပါးထင်6ပါးထင်ဘယ်သူကတော့မထွက်ဘူးသိလားနော်ဟောဘုရားတော်ကကြည်ဒါလေးမြင်လိုက်တာနဲ့တည်းပဲသူ့စိတ်ထဲမှာငါလည်းအိုရအောင်ပါပဲဆိုတဲ့အတွေးတာမန်တွေးမဟုတ်ဘူးလောကကြီးတစ်ခုလုံးပေါ်မှာဒီတွေ့တာမှုတွေရောကြသွားတာအဲ့ဒီအတွေးကတော်တန်မှုကိုရောကြသွားစေတဲ့အတွေးလေးတစ်ခုပဲဘလောက်ထိအောင်တွေ့တာမှုရောကြသွားသလဲစဉ်းစားကြည့်ရတော်ရသားဖွားတဲ့ညမှာတောထွက်သွားတာကြည့်လေဒီအတွေးတွေကတောထွက်လိုက်တာပဲနောက်တစ်ခါလူနာနဲ့တွေ့တဲ့အခါစဉ်းစားလိုက်တယ်ဇာတိဓမ္မောမိဇာတိအနတ္တိတော့ငါလည်းနာရအောင်ပါပဲနာခြင်းသဘောမလုံးရောက်နိုင်သေးဘူးဆိုတဲ့အတွေးတွေးလိုက်တယ်ဒီအတွေးကတောထွက်သွားတော့တွန်းပေးနိုင်တယ်အားရှိတယ်ကိုမှန်ပါဗျာဘုန်းကြီးတို့တွေကတော့အဲ့လောက်တွန်းပေးနိုင်တော့အားမရှိဘူးလေးခံနေတယ်ပေါ့နော်မှန်ပါဗျာအဲ့ဒီအတွေးကအားပြော့နေသေးတယ်လို့ပြောမှန်ပါဗျာနောက်သူတွေတွေးတဲ့အခါကျတော့မရဏဓမ္မောမိမရဏအနတ္တိတော့ငါလည်းတရားအောင်ပါပဲတည်ခြင်းသဘောရှိတယ်တည်ခြင်းသဘောတရားငါလည်းမလွန်မြောက်နိုင်ဘူးလို့ဘုရားလောင်းတရားဒီလိုတွေးတယ်ဒါလောက်ချမ်းချမ်းသာသာနေရတဲ့အဆင့်ကတွေးတာနော်မှန်ပါဗျာအဲ့ဒါလိုတွေးပြီးတော့နောက်ဆုံးယဟန်မြင်တဲ့အခါယဟန်ဘဝအလွန်ငြိမ်းချမ်းနေငါအဲ့ဒီဘဝမျိုးရောက်အောင်သွားမယ်ခုနကတံဝေကနေယူပြီးတော့ထွက်သွားတာရှိတယ်မှန်ပါဗျာအမှန်နဲ့ဆိုဘယ်တော့ထွက်နိုင်မလဲစနီးနဲ့သားနဲ့ပစ္စည်းဥစ္စာတွေနဲ့စီးစိမ်ဥစ္စာတွေနဲ့ဒါတွေကိုစွန့်ပယ်နိုင်အောင်ကဒီအတွေးရတယ်လေတာမန်အတွေးမဟုတ်ဘူးဘဝကတွေးလာတဲ့အတွေးကအင်မတန်အားကောင်းလာတဲ့အခါကျတော့ကြည်နန်းတော်မှာကြာကြာမတည်ဘူး29နှစ်မှပဲထွက်သွားလိုက်တာနော်မှန်ပါဗျာထွက်သွားလိုက်လို့အတော်မှတောင်တန်းရောက်တဲ့အခါကျတော့သောတော်မြင်ထားတဲ့ယဟန်ရဲ့အသင်္သနာကိုသူယူတယ်ယူပြီးတဲ့အခါတရားဓမ္မတွေထွန်းကားရဖြစ်တဲ့ရာဇဂုကြည်ဘက်ကိုထွက်သွားပြီးတရားရှာတယ်ဆိုပါစို့ဟိုဆရာစီနီးခံဒီဆရာစီနီးခံတရားဓမ္မချက်မရဘူးနောက်ဆုံးအဲ့ဒီခေတ်ကခေတ်စားတာပါတော့ကိုညှင်းဆဲပြီးတော့ကျင့်တယ်အတ္တကိလမထကျင့်တယ်မြင်မှုကြပါလိမ့်မယ်ဒုက္ခရစရိယကျင့်တယ်ပုံကြီးတွေမှန်ပါဗျာအဲ့လိုကျင့်လိုက်တာတရားရှာလိုက်တာရှာမတွေ့ဘူး6နှစ်လောက်ကြာသွား6နှစ်နီးကြာသွားတယ်မှန်ပါဗျာနောက်ဆုံးကျတော့ကိုယ်ပိုင်လမ်းစဉ်တစ်ခုကိုစဉ်းစားမိတာတိယအညောမေကောဘောဓာယဒီဘောဓိဉာဏ်ကြီးရဖို့ရအတွက်တခြားနိလန်းဖြစ်နိုင်တဲ့ဒီလမ်းတွေကတော့ကုန်ပြီဒီခေတ်စားနေတဲ့ဒီလမ်းကြောင်းတွေနဲ့သွားလို့မရောက်နိုင်ဘူးဆိုပြီးတော့ကိုယ်ပိုင်လမ်းဆရာအလောင်းတော်ကိုယ်ပိုင်အတိညာစိတ်ဓာမယညာခေါ်တာပေါ့စိတ်ဓာမယညာဆိုတာဘုရားလောင်းတွေမှာရှိတယ်တရားဓမ္မနဲ့ပတ်သက်ကျန်တဲ့ပုဂ္ဂိုလ်တွေမှာရှိတယ်နော်အဲ့လိုကိုယ်ပိုင်ညာနဲ့တရားဓမ္မရှင်းစဉ်တစ်ခုကျင့်တယ်အဲ့ဒါပြင်ဘုရားလောင်းတော်ကဘာတရားကျင့်တာတော့ဆိုအာနာပါနနှာခေါင်းကထွက်လာတဲ့လေလေးကိုအသုံးချလိုက်ဘုန်းကြီးတို့တွေကအသက်ရှူဖို့ပဲသုံးချတယ်ဉာဏ်နာသုံးချဒီတိုင်းပြက်လိုက်ကြတာဟုတ်လား24နာရီလုံးဘာသုံးချသက်ရှူတာပဲသုံးချရှူပြီးတော့အသက်ရှင်ရုံပဲနေကြတယ်ဟုတ်တယ်မလားမှန်ပါဗျာဒီလေလေးရဲ့တန်ဖိုးနဲ့ပတ်သက်ပြီးအသုံးမချလိုက်ကြဘူးပေါ့မှန်ပါဗျာဘုရားလောင်းတော်ကတော့ဒီလေလေးကိုသုံးချလိုက်တယ်ဒီလေလေးကိုကြည့်ပြီးတော့သမာဓိစွမ်းအားတွေတတိစွမ်းအားတွေပညာစွမ်းအားတွေထပ်လာအောင်လေ့ကျင့်လိုက်တာဆိုပါစို့
အခုလိုကဆုံလမ်းကြီးနေ့ညနေရောက်လာတဲ့အခါမှာတုတ္တိယဆိုတဲ့ယထန်သမားကကဆုံလမ်းဆိုပူတာကိုမှန်ပါတုတ္တိယဆိုတဲ့ယထန်သမားကရက်တွေရိတ်လာတယ်အဲ့ဒီရက်တွေရိတ်လာတဲ့ထဲကရက်ရှစ်စုပ်ဘုရားလောင်းလေးထိုင်ဖို့ဆိုပြီးတော့သူကလှူထားခဲ့အဲ့ဒီမျက်ရှိစုပ်ကိုဒီရိတ်ကောင်းတဲ့ညံဝင်ကြီးအောက်မှာဖြန့်ခင်းပြီးတော့ထိုင်လိုက်တချို့စာတွေကတော့ရေးတာပေါ့မျက်ရှိစုပ်ဖြန့်ခင်းလိုက်တဲ့အခါယရနာပလင်ကြီးပေါက်လာတယ်လို့ဒါကတော့ဘုရားကိုကြည်ညိုလို့ရေးတာဖြစ်ပါလေနော်မှန်ပါဗျာတကယ်ကတော့ရာသီဥတုပူးနေတဲ့အချိန်မှာမျက်ခင်းထိုင်လိုက်တာပဲမှန်ပါဗျာအဲ့လိုမျက်ရှိစုပ်ကိုခင်းပြီးတော့ထိုင်လိုက်တဲ့အခါမှာမထိုင်ရင်ဘယ်လိုလုပ်လဲဆိုရင်ဒီကနေ့တရားဥတရားမြတ်မှာမရရင်ငါဒီတရားမထားတော့ဘူးဆိုပြီးတော့ဒိဋ္ဌံလိုက်အဲ့လိုလေဒိဋ္ဌံလိုက်ရောထပြေးအောင်ဆိုပြီးတော့မနက်ကလာတော့တာမှန်ပါဗျာတာမန်ဆိုထပြေးမှာပေါ့မှန်ပါဗျာအဲ့ဒါကိုပဲမနက်ကပလင်လူတယ်လို့ပြောကြတာတကယ်ကတော့မနက်ကြီးကတော့လာတော့ပလင်လူအောင်သူကနတ်ပဲသူ့မှာပလင်တွေအများကြီးရှိတာပဲနော်သူလိုချင်ရတာပဲသူကဘယ်ပုံမှန်နေတာတော့သိပရဏိမိတဝတ္တဝတိနတ်ပြည်6ထပ်အမြင့်ဆုံးမှနေတာသူ့မှာပလင်တွေလိုချင်ရတာပေါ့လူကြီးကပလင်တော့လာမလို့ပါဘူးနော်သို့တော်လေတခါတည်းရကျတော့ဇက်တွေကဒီလိုဆင်လိုက်တဲ့အခါကျတော့ပလင်လူတာမဟုတ်ဘူးဘုရားလောင်းဟာအဋ္ဌံထားတာဒီတရားတွေထသွားမယ်ဆိုရင်တင်ပလင်ခွေထားတာဖြတ်ရအောင်ပေါ့မှန်ပါဗျာအဲ့ဒါဖြတ်အောင်လားနောက်ရှစ်တဲ့သဘောပဲမှန်ပါဗျာနောက်ဆုံးမှနောက်ရှက်လို့မရဘူးသူပဲလက်လျှော့ပြီးတော့ရှုံးပေးသွားတဲ့အချိန်မှာအာနာပါနကမ္မထာနဲ့ကျင့်လိုက်တာသံဒီရတယ်ပထမယံမှာပဲအတိတ်ဘဝတွေကိုပြန်ကြည့်နိုင်တဲ့ဘုဗ္ဗေတိဝါဒနုတ္တိပုဆိုတာရတယ်အလေယံမှာပဲဒိဗ္ဗစက္ခုဆိုတဲ့ဉာဏ်တော်ကြီးကိုရဟောဒီကဆုံလာကြီးနေပြီနော်မှန်ပါဗျာနောက်ဆုံးယံရောက်တဲ့အခါကျအဲ့ဒီထိအောင်ကသမထကျင့်စဉ်ပဲရှိသေးတယ်နော်မှန်ပါဗျာတကောင်းကျော်ထိအောင်မြတ်စွာဘုရားအလောင်းသမထကျင့်စဉ်ကျင့်နေတော့မှရှိသမထကျင့်စဉ်ရဲ့အထွတ်ထိပ်ရောက်သွားပြီပေါ့အေးဒါနဲ့ပစ္စည်းမယံလို့ဆိုတဲ့နောက်ဆုံးယံရောက်တဲ့အချိန်ကျတော့ဝိပဿနာပဲကူလိုက်ဝိပဿနာကူလိုက်တဲ့အတွက်ကြောင့်အာတဝက္ခယဉာဏ်လို့ဆိုတဲ့မလေးပါးဖို့လေးတာမလေးတာဖို့လေးတာအစစ်စစ်တက်ပြီးတော့နောက်ဆုံးအရဟတမေဉာဏ်ကိုရတဲ့အခါကျတော့အာတဝက္ခယဉာဏ်ကိလေသာအာသဝတွေအကုန်လုံးကျင်းသွားအရုံတက်လိုက်တာနဲ့တစ်ချိန်နဲ့အဲ့ဒီအာတဝက္ခယဉာဏ်ကိုရလိုက်တယ်ပေါ့အဲ့တော့ကဆုံလာပြီနေ့ညအရုံတက်လောကအဘောဟာရနဲ့ပြောမယ်ဆိုလို့ရှိရင်မြတ်စွာဘုရားကဆုံလာပြီနေ့ညအခုလိုညလောကီအလိုနဲ့ပြောမယ်ဆိုရင်12နာရီက24နာရီပြည့်သွားလို့ဒီရက်ကုန်ပြီလို့ပြောမှန်ပါဗျာ12နာရီကကျော်သွားတာနဲ့တပြိုင်တည်းသူကလာပြီးတော့တရက်ပိုင်းရောက်သွားပြီလေမှန်ပါဗျာအဲ့တော့မြတ်စွာဘုရားကလာပြီးတော့တရက်နေ့လို့ပြောလို့ရတယ်ကဆုံလာပြီးနေ့ညမှာတရားကျင့်တယ်တရားကျင့်လိုက်တဲ့အခါနောက်ဆုံးရံအရုံတက်တဲ့အချိန်လေးမှာအရုံတက်လိုက်ပြီးတဲ့ကြိုင်နဲ့တောင်ကျဉာဏ်တော်ကြီးကိုရအရဟတမေရတ္တပုံဉာဏ်ရသွားပြီးတော့တောင်ကျဉာဏ်တော်ကြီးပါရပြီးတော့ဘုရားဖြစ်သွေးရောက်သွားတယ်အဲ့ဒါဟာဒီနေ့เนาะအဲ့ဒါလို့ဘုရားဖြစ်သွေးရောက်တဲ့အခါမှာဝမ်းမြောက်ဝမ်းသာနှုတ်ထဲကနေပြီးတော့ဥဒန်းကျူးတယ်လူတွေကဝမ်းသာလို့ရှိရင်ဘယ်သူမှအနာနာမရှိလေပါးစပ်ကတွတ်ပြောတတ်တဲ့လေးရှိတာမှန်ပါဗျာရင်တွဲမဆန့်လို့ထုတ်ပြီးတော့ပြောတဲ့စကားမျိုးဝမ်းသာလို့ထုတ်ပြောတဲ့စကားမျိုးဒါဥဒန်းလို့ခေါ်တယ်ပေါ့မှန်ပါဗျာအဲ့ဒီမှာအလုံးသိတဲ့အတိုင်းဘုန်းကြီးတို့တွေအခုရုပ်ပွားတော့ကိုးကွယ်ကြပြီဆိုလို့ရှိရင်ဘုန်းကြီးတွေသိပြီအနေအစားမတင်ဘူးလားတင်ပါရဲ့ဗျာအဲ့ဒါဘုရားဖြစ်တဲ့အချိန်လေးပါဟာဒီကဆုံလာပြီလေတရားဖြစ်သူရောက်လိုက်တဲ့အချိန်လေးမှာအကန့်ကျူးတဲ့စကားလေးတရားဖြစ်ပြီဆိုတာနဲ့ကြည့်
အတိတ်တွေကပါလဲဆိုရင်အနေကဇာတိတန်တာရံတန်တာဝိတံအနိပိတံဂါကာရံဂဝေတံတော့ဒုက္ခဇာတိပုဏ္ဏပုဏ္ဏဒုက္ခဇာတိပုဏ္ဏပုဏ္ဏခဏခဏမွေးနေရတာအဲ့ဒုက္ခရောက်တယ်တဲ့ဒါကြောင့်မို့လို့ငါဘာဖြစ်လို့ခဏခဏလောကကြီးမှာလူဖြစ်နေရတယ်လေလောကကြီးမှာတတ္တဝါအနေနဲ့မွေးဖွားနေရတယ်လေငါ့ကိုဘယ်သူကစီမံနေတာလဲဆိုတာကိုငါလိုက်ရှာတယ်ရှာတာမတွေ့ခဲ့ဘူးတဲ့မတွေ့ခဲ့တဲ့အတွက်ကြောင့်ဒါတန်တရားထဲမှာလိန်ခဲ့ရတာကြာလာပြီပေါ့မှန်ပါဗျာဒါသူ့ရဲ့အခြေအနေတစ်ခုပြောပြပြီးတော့ကာကာရကဒိဋ္ဌောတိကုဏကေဟန္တကာတိအခုတော့ငါခန္ဓာကိုတိဆောက်နေတဲ့လက်တယ်ငါတွေ့ပြီတဲ့နောက်ထပ်ငါ့ကိုခန္ဓာအိမ်ကိုမင်းမဆောက်ရတော့ဘာဖြစ်လို့လဲသူ့ရဲ့ဆောက်လုပ်ရေးကိရိယာတွေအကုန်လုံးဖြည့်ဆည်းပြလိုက်ပြီးဝိသင်္ခါရကတ္တသဗ္ဗတိဖာတုကဘက်ကသူ့ရဲ့ဒီအိမ်ဆောက်ရမယ်ဆောက်လုပ်ရေးပစ္စည်းတွေရောအကုန်လုံးဖြည့်ဆည်းပြလိုက်ပြီးဝိသင်္ခါရကတ္တဘာမှပြုပြင်မှုမရှိတဲ့နိဗ္ဗာန်ဆိုတဲ့သင်္ခါရကင်းတဲ့အဆင့်ကိုငါရောက်သွားပြီငါစိတ်လေးကအဲ့ဒီကိုရောက်သွားပြီတဏ္ဍနံခယမစ္စေကရှားလိုက်တာဘာရလဲဆိုတဏှာကုံသွားတာအကျိုးမြတ်ပဲမှန်ပါဗျာဘုန်းကြီးတို့တွေကတဏှာကုံအောင်ကြိုးစားတာမဟုတ်တဏှာပွားအောင်ကြိုးစားမှန်ပါဗျာဘုရားကတရားကျင့်လိုက်တဲ့အခါကုံသွားတာတဏှာကုံသွားတာပဲရှိတယ်ဘာရလိုက်လဲတဏှာကုံတာရလိုက်တာပဲဟုတ်ကဲ့တာမန်လူတွေကြည့်မယ်ဆိုရင်တဏှာကုံသွားတာရတယ်လို့ထင်မှာမဟုတ်ဘူးပေါ့မှန်ပါဗျာတရားကြတော့ကြည့်တဏှာနံခယမစ္စေကတဏှာတွေကုံသွားတဲ့အဆင့်ကိုငါရလိုက်ပြီအဲ့ဒါဥရန်ကျူတဲ့စကားလေးတစ်ခုပဲမှန်ပါဗျာတရားတော်မှာကျင့်ကြံကြိုးကိုအားထုတ်လိုက်တာမလေးပါပူလေးပါအစစ်စစ်နဲ့ကိရိတာတွေကိုပယ်တတ်သွားလို့နောက်ဆုံးအကျွမ်းမဲ့ဟောဒီဒုက္ခသမုဒယဆိုတဲ့တဏှာကိုရှင်းပြလိုက်နိုင်တာတဏှာတွေလုံးဝလွတ်သွားပြီဆိုတဲ့အဆင့်ဟာအလွန်ဝမ်းသာစရာကောင်းတဲ့အဆင့်မှန်ပါဗျာဘာဖြစ်လို့လဲဆိုဘဝကနေဒီဘဝနေဘဝသွားနေတော့ဘယ်သူကနေပြီးတော့ဆောင်းနေတာတော့ဆိုဘဝတတိဆိုတာတဏှာပဲပေါ့မှန်ပါဗျာတွေ့ကြမှုတွေရှိနေတဲ့အတွက်ကြောင့်ဘဝတစ်ခုကနေတစ်ခုကအစဉ်ဆက်မပြတ်သွားနေကြတာမှန်ပါဗျာတွေ့ကြမှုအခြေခံတယ်အဲ့ဒါကြောင့်လို့အဲ့ဒီတွေ့ကြမှုမှန်တဲ့ကြောင့်ငါဖယ်ရှင်းလိုက်နိုင်ပြီလို့ဒီကနေ့ဥရန်ချူတာဘုရားဖြစ်သူရောက်တဲ့အချိန်မှန်ပါဗျာခဏတော့ကဘုရားလောင်းလေးမွေးတဲ့အခါကျတော့အယမန္တိမာဇာတိနတ္တိတာနိပုဏ္ဏဘောလို့ပြောခဲ့တယ်နော်မှန်ပါဗျာဒါနောက်ဆုံးဘဝပဲနောက်တော့မွေးစရာမရှိဘူးလို့ပြောခဲ့တယ်ဘာဖြစ်လို့မွေးစရာမရှိဘူးဒါနောက်ဆုံးလို့ပြောတာလို့ဆိုတော့ဟောဘုရားဖြစ်တဲ့အခါကျတော့တဏ္ဍနံခယမစ္စေကဘဝကိုတိဆောက်နေတဲ့တဏ္ဍကိုငါဖယ်လိုက်နိုင်ပြီဆိုတဲ့အဓိပ္ပာယ်ပေါ်လာတယ်မှန်ပါဗျာဒါကြောင့်ဒီကစုံလာပြီနေ့ဟာဘုရားလောင်းတော်လေးဝေးဖွားလာတဲ့ထူးခြားတဲ့စကားကိုမိတ်ကြားခဲ့တယ်ဘုရားဖြစ်သူရောက်လာတဲ့ထူးခြားတဲ့ဥဒန်းစကားကိုပြောကြားခဲ့တယ်ပေါ့ဘုရားဖြစ်ရောက်သွားပြီကဲဘုရားဖြစ်သူရောက်ပြီးတဲ့အခါမှာ45ဝါကာလပတ်လုံးမနေမနာတရားဓမ္မတွေလှည့်ပါပြီးအမှန်တရားကိုသိအောင်ဆိုပြီးလှည့်ပြီးခေါ်လိုက်တာပထမဆုံးစဟောရပါဟောတပည့်စัจ जा အစဟောနော်အဲ့ဒီတပည့်စัจ जा ဟောတဲ့အခါမှာသူကျင့်ခဲ့တဲ့လမ်းစဉ်ကိုပြန်ပြောလိုက်တာသူတွေ့တာဘာတွေ့တော့မစ္စည်းမပတိတာအလေလက်လမ်းစဉ်တွေ့ကိုဘက်အစွန်းဒီဘက်အစွန်းတွေကိုမရောက်ဖဲနဲ့မစ္စည်းမပတိပဒါဆိုတဲ့အလေလမ်းစဉ်ကိုငါတွေ့ခဲ့အဲ့ဒီလမ်းစဉ်မဂ္ဂင်၈ပါးအကျင့်တရားကိုရသော်ဗျာတလျှောက်လုံးတပည့်စัจ जा ဟောတဲ့နေ့ကစပြီးတလျှောက်လုံးဟောသွားတာနော်တလျှောက်လုံးဟောသွားတာ45နှစ်တည်းဟောသွားတာသုတ္တန်နေအများကြီးရှိတယ်တပည့်စัจ ရသော်ဘုရားရဲ့ကျင့်စဉ်ဒီမဂ္ဂင်၈ပါးပဲမှန်ပါဗျာမဂ္ဂင်၈ပါးဆိုတာအပြင်လိုက်ရှာမှာမဟုတ်ဘူးကိုယ်တဏ္ဍာမှာရှိတယ်ဟုတ်လားမှန်ပါဗျာကိုကျင့်တရားသမ္မာဝါစာသမ္မာကမ္မန္တသမ္မာအာဇီဝမှန်ကန်တဲ့စကားပြောရမယ်မှန်ကန်တဲ့အလုပ်လုပ်ရမယ်မှန်ကန်တဲ့အသက်မွေးမှုနေရမယ်ဟုတ်လားစကားပြောတာနဲ့ပတ်သက်ပြီးတော့အမှားယွင်းတွေမဖြစ်စေရဘူးမှန်ပါပါဗျာလောက်တာကိုင်တာနဲ့ပတ်သက်ပြီးတော့အမှားယွင်းတွေမဖြစ်စေရဘူးအသက်မွေးတာနဲ့ပတ်သက်ပြီးတော့မှန်ကန်ရမယ်ဒါမမယွင်းပြောတယ်ဆိုဝစီဒုစရိုက်ပေါ့မှန်ပါပါဗျာမမယွင်းလုပ်တယ်ဆိုတာဝစီကာယဒုစရိုက်ပေါ့မှန်ပါပါမမယွင်းအသက်မွေးတယ်ဆိုတာကာယဒုစရိုက်ဝစီဒုစရိုက်
ဒါတွေနဲ့အသက်မွေးတာကိုပြောတာဟောတန့်ပြန်သွားပြီကိုရှင်တရားရှိလာပြီဆိုလိုက်တာနဲ့တကြိုင်နဲ့သူလုံးသမျှလုပ်တွေကမှန်ကန်တဲ့အလုပ်တွေဖြစ်လာမှန်ကန်တဲ့အလုပ်လုပ်တဲ့အခါမှန်ကန်စွာတတိထားတတ်လာပြီးစိတ်ကလေးကလည်းတည်ငြိမ်မှုတွေရလာကိုရှင်တရားရှိလို့စိတ်တည်ငြိမ်မှုကိုရစိတ်တည်ငြိမ်မှုရလာတဲ့အတွေးတွေမှန်ကန်လာတဲ့တမ္မာသင်္ကပ္ပအတွေးမှန်လာတဲ့တပြိုင်နက်အမြင်မှန်လာတဲ့တမ္မာဒိဋ္ဌိဒီကျင့်စဉ်ကြီးကဘယ်ကိုဥတည်သွားတာလို့ဆိုသင်္ခါရတရားတွေအလုံးချုပ်ငြိမ်းသွားတဲ့စီကိုဥတည်တာမှန်ပါဗျာသင်္ခါရတရားတွေမချုပ်သမျှဒုက္ခရှိနေဥမှာပဲဘာဖြစ်လို့လဲဆိုဒုက္ခဆိုတာသင်္ခါရတရားတွေကိုခေါ်တာမှန်ပါဗျာအဲဒီယုံနာဆိုတဲ့သင်္ခါရတရားတွေဟာဒုက္ခမှန်ပါဗျာဒုက္ခတွေဆုံးသတ်ဖို့ဆိုတာဟောဒီယုံနာဓမ္မတွေချုပ်ဖို့လို့ပဲမှန်ပါဗျာအဲ့ဒီယုံနာဓမ္မတွေချုပ်ဖို့အတွက်ကြတော့ဘာလို့ရမလို့ဆိုရင်ဒီယုံနာဓမ္မတွေထပ်တလဲလဲဖြစ်အောင်လုပ်နေတဲ့အကြောင်းကိုသိရမှာပေါ့မှန်ပါဗျာအဲ့ဒီအကြောင်းရဲ့အဓိကအကြောင်းဆိုပြီးတော့တဏှာလို့ခေါင်းဆောင်ပြောပြီးဇာတိကိလေသာတွေအကုန်ပါတယ်လို့မှတ်ထားပါမှန်ပါဗျာအဲ့တော့တွေ့တာမှုဆိုတာတဏှာကိုဖယ်ရှားလိုက်တာနဲ့တပြိုင်တည်းဒီမဂ္ဂင်၈ပါးအကျင့်တရားကိုကျင့်ပြီးတော့ဖယ်ရှားလိုက်တာနဲ့တပြိုင်တည်းတဏှာဆိုတာလုံးဝမရှိတော့ဘူးမှန်ပါဗျာအဲ့ဒါလို့ဘုရားရှင်တို့ရောက်ပြီးတော့တခြားလုံးဟောဒီမဂ္ဂင်၈ပါးကျင့်စဉ်နဲ့ဟောသွားလိုက်တာနောက်ဆုံးသက်တော်80ပြည့်သက်တော်80ပြည့်လို့အားရရောနေလာတယ်သက်တော်80အရွယ်မှာကုသနာယုံဒီတင်ချင်းပင်ဥယျာဉ်အောက်မှာခင်းထားတဲ့ညောင်ဆောင်လေးပေါ်မှာပါလာတဲ့နှစ်ထပ်သင်္ကန်းကြီးကိုရှင်အနန္ဒာဖြတ်ပြီးတော့ခင်းပေးလိုက်အဲ့ဒီညောင်ဆောင်ကလည်းပဲရောက်ဘက်ကိုခေါင်းပြုထားတာနော်မှန်ပါဗျာဘုရားလောင်းတော်ဘုရားဟာဒီမြတ်စွာဘုရားဟာဘယ်တော့ပဲချိန်ချိန်လက်ရဘက်မှာစောင်းပြီးတော့ချိန်နေရှိတယ်ရွှေသားလျောင်းဆိုတာတွေတွေ့တယ်ပေါ့နော်မှန်ပါဗျာလက်ရဘက်မှာစောင်းပြီးတော့ချိန်အဲ့တော့မြောင်းမျက်နှာအုပ်ခေါင်းထားပြီးတော့လက်ရဘက်စောင်းလိုက်တယ်ဆိုရင်မျက်နှာကဘယ်ကိုရောက်သွားအနောက်ဘက်ကိုရောက်သွားတယ်ဘုရားပွင့်တော်မူတော့ကဗောဓိပင်မှာဗောဓိပင်ကြီးကြောပိတ်ပြီးတော့အရှိဘက်လက်ထိုင်တာအရှိဘက်လက်ထိုင်ပြီးတော့အရှိလောကရကြီးကိုမျက်နှာမူရင်ဘုရားဖြစ်တဲ့ရောက်သွားတယ်။ဟောပြိဋိဘံဆံတော်မူတဲ့အခါကျတော့အဲ့လိုမဟုတ်ဘူး။ရောက်မျက်နှာအုပ်ခေါင်းနဲ့လက်ရဘက်ကိုစောင်းလိုက်တာနဲ့မျက်နှာတော်ကအနောက်ဘက်ရောက်သွားတယ်။နေဝင်တဲ့ဘက်ကိုကြည့်တယ်စီလောကကြီးမှာနေဝင်နေဆိုရင်အမှောင်ရောက်တာပဲမဟုတ်လား။မှန်ပါဗျာ။အေးဒါကြောင့်မလို့တရားလေးကိုတော့မိရှုတစောကိုထွန်းပေးနိုင်တဲ့အလင်းရောင်ကြီးချုပ်ငိမ့်တော့မယ်ဆိုတဲ့တရုပ်ကိုမြတ်စွာဘုရားကဟောသွားတာ။မှန်ပါဗျာ။ဒီကနေ့ကဆုံလမ်းကြီးနေမှာဘုရားကိုရောမြတ်ကြီးဟာအဲ့ဒီရောက်မျက်နှာကိုအုပ်ခေါင်းပြုပြီးတော့အနောက်ဘက်ကိုမျက်နှာမူရင်းနဲ့နောက်ဆုံးပါဟောသွားတော့ဆိုဘဂိရှိပါအကျင့်တရားကိုဥပဒ္ဒကြီးကိုရှင်းပြသွားတယ်ဟုတ်အဲ့ဥပဒ္ဒရှင်းပြတဲ့အခါမှာဥပဒ္ဒကမိဂုဏ်လာမေးတာဘုရားလိုဝန်ခံနေတဲ့ပုဂ္ဂိုလ်တွေသူတို့ဝန်ခံတဲ့အတိုင်းဟုတ်မဟုတ်တပြီးတော့သိကြပါလေဆိုမိသားတွေမေးမနေတဲ့အချိန်ရှိဘူးတဲ့မဂ္ဂင်၈ပါးအကျင့်တရားမပါလို့ရှိရင်သောတာပန်လည်းမဖြစ်ဘူးသဂရဂံလည်းမဖြစ်ဘူးအနာဂံလည်းမဖြစ်ဘူးဒါပုဂ္ဂိမှတ်ပြီတော့မှန်ပါဗျာဒါတခုတည်းတော့လမ်းမယ်မဂ္ဂင်၈ပါးအကျင့်တရားမရှိတဲ့သာသနာဟာသောတာပန်ယဟန်သဂရဂံယဟန်အနာဂံယဟန်ယဟနာဆိုတာမရှိနိုင်ဘူးလို့တိတိကျကျနောက်ဆုံးမှလည်းပဲဟောဒီမဂ္ဂင်၈ပါးအကျင့်တရားကိုပဲမြတ်စွာဘုရားဟောသွားတယ်မှန်ပါဗျာဟောသွားတဲ့အခါမှာနောက်ဆုံးအနေနဲ့ဘာပြောသွားတော့ဆိုဝယဓမ္မသင်္ခါရအပမဒေနသမ္မာဒိဋ္ဌာဒီနှစ်ခုဟာအမတန်မှအရေးကြီးတဲ့စကားတစ်ခုချုံးပြီးပြောတာဝယဓမ္မသင်္ခါရသင်္ခါရလို့ဆိုတဲ့အကြောင်းတရားတွေကြောင့်ဖြစ်နေတာယုံနဲ့နံနေမှန်သမျှအကြောင်းတရားတွေကြောင့်ဖြစ်အကြောင်းမပါပဲလုံးဝကိုမဖြစ်ဘူးအကြောင်းတရားတွေကဖန်တီးထုတ်လုပ်ထားလို့ဟောဒီယုတ်ဉာဏ်တွေပေါ်နေတာနော်မှန်ပါဗျာယဉ်သိစိတ်လေးပေါ်တာပဲကြည့်လေမျက်စိကနေမြင်စရာကိုမြင်လိုက်မှမြင်သိစိတ်ပေါ်တာမဟုတ်လားမှန်ပါဗျာအဲ့တော့မျက်စိဆိုတာလည်းရှိအောင်ပဲမြင်စရာအာရုံလည်းရှိအောင်ပဲအဲ့ဒါနှစ်ခုဆုံလိုက်လို့ရှိရင်မြင်သိစိတ်ဆိုတာပေါ်လာတယ်အဲ့ဒါကိုပြောတာထုတ်လုပ်နေတာကျန်တာတွေလည်းဒီတိုင်းပဲဈာတိစိတ်ကအတန်နဲ့နားနဲ့ဆုံလို့ဈာတိစိတ်ပေါ်တာမှန်ပါဗျာအဲ့ဒီသင်္ခါရလို့ဆိုတဲ့အကြောင်းတရားတွေကပေါင်းပြီးတော့ထုတ်လုပ်တဲ့ယုံနာဓမ္မသင်္ခါရတွေဝေယဓမ္မပြတ်သွားမှအေးကြီးပဲဒီခုမှ
ခိုင်မြဲတာမရှိဘူးတဲ့ဝိပဿနာတရားကိုဟောတော်တာနောက်ဆုံးမှာအဲ့ဒီဟာတွေကိုသင်္ခါရတရားကဘယ်တော့မှမမြဲဘူးပြတ်တတ်တဲ့သဘောရှိတယ်ဒါကြောင့်အပမဒေနသံပါဒေထာအမြဲတမ်းတတိရှိကြလို့ဆိုပြီးတော့ဒီနေ့ပဲဆုံးမဟောတာပြီးသွားတာပဲအဲ့ဒါကြောင့်မလို့တရားချင်းခင်သူတော်စင်ပြိဿတ်တို့ရသော်ဘုရားခင်ကိုရောမြတ်နောက်ဆုံးမှာသွားတာကဝေယရမသင်္ခါရဆိုတဲ့သင်္ခါရတရားတွေကအမြဲတမ်းတစ်ခုမှမရှိဘူးမရှိတော့ဘာလို့ရမလဲမင်းတို့တတိနဲ့ဘဂိရှိပါအချင်းတရားကိုရှင်းပြလို့ပြောခဲ့တာပဲတတိယအမတ္တမအရေးကြီးပြီးအတွက်ကြောင့်အပမာဒလို့ဆိုတဲ့တတိတရားနဲ့ဘဂိရှိပါအချင်းတရားကိုရှင်းရင်ဘာဖြစ်မလဲတဏ္ဍနာခရမစ္ဆကတဏ္ဍကုံမှုရရင်ဘာဖြစ်တယ်ဆိုအယမန္တိမာသာတိနတ္ထိတံဒီခုနဘောဆိုဘာတော့ကပြောတဲ့စကားတိုင်းပြန်ဖြစ်တာနောက်ဆုံးပြီးတွေးကြည့်လိုက်လောက်ရမယ့်အလောကမြတ်စွာဘုရားဝေယရမသင်္ခါရဒါသိရမယ်အားလုံးမှာသိရှိရမှာသင်္ခါရတရားတွေဟာတစ်ခုမှမမြဲဘူးသင်္ခါရတရားဆိုတာအပြင်အားတွေတော့မတွဲနဲ့နော်ဘုဒ္ဓနာမှာရှိတဲ့သင်္ခါရတရားတွေတစ်ခုမှမမြဲဘူးအပြင်ဘက်ကသင်္ခါရတရားတွေလည်းတစ်ခုမှမမြဲဘူးမမြဲတော့ဘာလို့ရမှာလဲအပမရိဏသံပါရိထာတတိနဲ့တတိလေးရရမယ်ဆိုတော့ဘာလို့ဖို့တတိရခိုင်းတာတော့ဆိုမဂ္ဂင်7ပါးအကျင့်တရားကျင့်ဖို့ပြောတာမှန်ပါဗျာအဲ့ဒါလို့ကျင့်ကြံကြိုးကုန်းလိုက်လို့ရှိရင်ဘာရမှာတော့ဆိုရင်တဏ္ဍနာခရမေတ္တကအတွေ့အတာတွေကုန်သွားမှာမှန်ပါဗျာဒါဖြင့်အတွေ့အတာကုန်သွားရင်ဘာဖြစ်တော့ဆိုရင်လက်ရှိဘဝဟာနောက်ဆုံးဘဝဖြစ်ပြီပေါ့မှန်ပါဗျာနတ္တိကံလေးကုဏဘောနောက်ထပ်ဘဝတစ်ခုဆိုတာမရှိနိုင်တော့ဘူးမှန်ပါဗျာဟောနောက်ကြောင်းပြန်ကြည့်လိုက်ရင်ဒီစကားသုံးခုဟာဒီလိုဆက်ဆက်နေတယ်ဆိုတာမှတ်ဖို့မှန်ပါဗျာဒါကြောင့်မလို့တရားချိတ်ကသူတော်စင်ပြိဿတ်တို့ဒီကနေ့အမွယ်လူသားထူးခြားတဲ့ဝေဘာတဲ့နေလည်းဖြစ်တယ်ထူးခြားတဲ့အသိဉာဏ်ကြီးကိုရတဲ့နေလည်းဖြစ်တယ်နောက်ဆုံးမှာထူးခြားတဲ့စကားတွေမိန့်ကြားပြီးတော့ပြိဋိဘံဆံသွားတဲ့နေလည်းဖြစ်တယ်ထိုဘုရားရဲ့နောက်ွယ်မှာဘယ်ပြမာမှသူ့ပေါ်မှာတစင်ကြောခိုင်းနေတာလည်းမရှိဘူးပေါ့နော်လူကိုယ်တိုင်ကကျင့်ကြံကြိုးကိုအားထုတ်လို့ထူးခြားတဲ့အသိဉာဏ်ကြီးကိုရလာတယ်ထူးခြားတဲ့အသိဉာဏ်ကြီးကိုယ်တိုင်လာရတာမဟုတ်ဘူးမင်းတို့လည်းဒီတိုင်းကျင့်ဒီတိုင်းရမယ်လို့ပြောတော့ဘယ်လောက်ကျင့်တတ်ဆရာကောင်းလို့မှန်ပါဗျာဘာသာသိတယ်မင်းတို့မသိဘူးဆိုရင်ဒါကတော့မဟုတ်နိုင်ဘူးမှန်ပါဗျာသူတယောက်တည်းလာရတယ်ကျန်တဲ့ပုဂ္ဂိုလ်တွေမရနိုင်ဘူးဆိုရင်ဒါမှန်ကန်တာမဟုတ်နိုင်ဘူးမှန်ပါဗျာအဲ့တော့ရသော်ဘုရားကိုယ်တိုင်ကငါကိုယ်တိုင်ကြီးမားတဲ့လုံလဝီရိယမမေ့မနေတော့ကြိုးစားအားထုတ်ခဲ့လို့ဒီထူးခြားတဲ့အသိဉာဏ်ကြီးရလာတယ်သင်တို့လည်းပဲကျင့်ကြံကြိုးကိုအားထုတ်ကြမယ်ဆိုရင်ထူးခြားတဲ့အသိဉာဏ်ကြီးရပြီးတော့နောက်ဆုံးမှာသင်တို့ကိုယ်တိုင်ပဲဒီဘဝနောက်ဆုံးဘဝဖြစ်ပြီလို့ပြောနိုင်ကြမှာပါတဲ့မှန်ပါဗျာဒါကြောင့်မို့လို့ရသော်ဘုရားသခင်ကိုရောမြတ်ကိုကြီးညိုလေးစားပြီးတော့ရသော်ဘုရားရဲ့စကားတော်ဘုရားနေ့ဗုဒ္ဓနေ့မှာအထူးပူဇော်သောအဖြစ်ပါပွင့်စံပါတော်မူတဲ့အချိန်မှာမိန့်ကြားခဲ့တဲ့စကားပွင့်တော်မူတဲ့အချိန်မှာမိန့်ကြားခဲ့တဲ့စကားနောက်ဆုံးအရေးကြီးမှကြားခဲ့တဲ့နှခွန်ဤသောစကားဒီစကားတွေကိုဥထိတ်ထားပြီးတော့မိမိတို့ဘဝမှာကြိုးစားအားထုတ်ခြင်းဖြင့်နိဗ္ဗာန်ချမ်းသာကိုကိုယ်စီကိုယ်ကမျက်မှောက်ပြုနိုင်ကြပါစေကဲမေတ္တာပို့ရသတ္တဝါများစွာလေးရန်กว่าချမ်းသာကြပါစေသတ္တဝါများစွာလေးရန်กว่าချမ်းသာကြပါစေမေတ္တာရေချမ်းသုံးငါဖြံငြိမ်းချမ်းကြပါစေမေတ္တာရေချမ်းသုံးငါဖြံငြိမ်းချမ်းကြပါစေသက်ရှိချမ်းသာသိချမ်းသာရိုးရာဆန္ဒပြေပါစေသက်ရှိချမ်းသာသိချမ်းသာ
တို့ရဆန္ဒပြေပါစေဘုံလန္တဒုက္ခပင်ကစားမေတ္တာပုံနေတုသင်္ကမာမနောတရတိတဗေတံဘဝယံတုဒုက္ခန္တကာမေတ္တာပုံနေတုသင်္ကမာစုပေါင်းကိုအမေတ္တာတဟုရောင်ယူပါဝင်ငွေလမင်းနှင့်ရောင်ရင်ရှေယုံပေါင်းဆောင်ရခြင်းကြောင့်သဗေတံကျွမဲ့ဥဒ္ဒုံလုံးစုံများစွာတတ္တဝါတို့၏မနောတရတိမြတ်ဖြူစင်အေးကြည်လင်းသည့်ရေစင်ကြီးတင်းစိန်နှလုံးတည်းဟူသောရေအိုင်ကြီးအတွင်း၌ဒုက္ခပင်ကစားစေတဝရအမြတ်ကြည်သာတာယာပွင့်လန်းချမ်းသာဒုက္ခတည်းဟူသောကုမုဒ္ဒရာကြာပန်းတို့သည်ဘုံလန္တဝန္တာရွှင်မြူဝမုံလူလည်းကြည်နူဝဲကြုံဖူးပွင့်ကြကုန်သည်ဖြစ်ပေဒုက္ခနကလေးအောင်လေးတဲ့ရောချက်သင်ကြံပီတိတည်းဟူသောယန္တန်တို့သည်ဘဝယန္တုကောင်းစွာမသွေကြိုင်နိုင်၍နေကြပါစေကုန်သတည်းသာဓုသာဓုသာ